Hello Hello အားလုံးပဲမင်္ဂလာပါဗျာဒီဗီဒီယိုလေးကတော့ကျွန်တော်ကဏ္ဍအကွက်တွေကဒါမှမဟုတ်ရင် break 10လုံးပေါ့နော်အဲ့ဒီကနေပြီးတော့ကျွန်တော် share ပြင်းကဏ္ဍ6ကွက်ထုတ်နေပြီနော် share ပြင်းကဏ္ဍ6ကွက်ဆိုတဲ့နေရာမှာကျွန်တော်6ကွက်ကိုအားလိုက်18ကွက်ရှိတယ်နော်အဲ့လိုပဲကျွန်တော်တို့အပူးတစ်ကွက်ပါတဲ့အခါမျိုးဆိုရင်18ကွက်ရှိတယ်နော်အားကြောင့်ကျွန်တော်ခေါင်းစဉ်လေးကအကွက်တွေက break 10လုံးကနေပြီးတော့ share ပြင်း6ကွက်18ကွက်ရော18ကွက်ထုတ်တယ်နည်းပေါ့နော်ဒါလေးကိုကျွန်တော်ပြောပြပေးတော့မှာဖြစ်တယ်ဆိုတော့ဒီပုံလေးကိုကျွန်တော်တို့ screenshot ရိုက်ပြီးတော့ယူထားလိုက်ပါကျွန်တော် channel ရဲ့ community post မှာလည်းဒီပုံလေးတင်ပေးထားမယ် quality ကောင်းကောင်းလေးနဲ့လိုချင်တဲ့ပါဆိုရင်လည်းကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်မှာလာပြီးတော့ဒီပုံလေးယူလို့ရတယ်နော်ဟုတ်ပြီအဲ့ဆိုသွားကြအောင်နော်ကျွန်တော်တို့အဲ့ဒါနေပေါ့နော်ကျွန်တော်ပြောချင်တာတခုကတကယ်လို့ပေါ့နော်ဒီဗီဒီယိုလမ်းသွားလမ်းလာနဲ့ကြုံခဲ့တာပဲဖြစ်ဖြစ်ဘလို့အကြောင်းလို့ပဲကြုံခဲ့တာပဲဖြစ်ဖြစ်နော်မိတ်ဆွေတို့နောက်ထပ်တင်တဲ့ဗီဒီယိုလေးတွေတွေ့ကျင်တယ်ဆိုလို့ရှိရင်တော့ဒါကိုယ့်အတွက်အကျိုးရှိမယ်ထင်လို့ရှိရင်တော့ subscribe လုပ်ထားလို့ရတယ်နော်ဒါကကျွန်တော်ဒီ channel မှာကျွန်တော်ဒီလိုမူလေးတက်ပြောရတဲ့ရည်ရွယ်ချက်ကကျွန်တော်တို့အကျိုးတစုံတရာတစ်ခုမှမပါဘူးเนาะကျွန်တော်စေတနာတက်တက်နဲ့စိတ်ပြည့်ပြည့်တတ်နဲ့ကျွန်တော်သိကြတဲ့အရာလေးတွေကိုဘယ်သူပဲသိပဲเนาะနားလဲသွားပြီးတော့အတုံတစ်ခုအကျိုးရှိပါရေးဆိုတဲ့ရည်ရွယ်ချက်နဲ့เนาะအဲ့ရည်ရွယ်ချက်တစ်ခုပဲเนาะအဲ့ထက်ပို့ပြီးတော့ဘာမှမပါပါဘူးเนาะကျွန်တော်စေတနာတန်းတန်းနဲ့ပဲဒီ channel မှာတက်ပြီးတော့မူလေးတွေကျွန်တော်ပြောပြပြီးတော့အလင်းအောင်လေးတစ်ခုပွင့်သွားစေချင်တာဗျာအဲ့ရွယ်ချက်ပဲကျွန်တော်မှရှိရောเนาะဆိုတော့မိတ်ဆွေတို့ကကျွန်တော် channel ကို subscribe လေးလုပ်ထားတယ်ဆိုလို့ရှိရင်ကျွန်တော်တင်ပေးတဲ့မူလေးတွေကိုတွေ့ရမှာပေါ့เนาะတကယ်လို့လမ်းသွားလမ်းလာနဲ့ကျွန်တော်ဗီဒီယိုလေးကိုတွေ့ပြီးတော့ subscribe မလုပ်သွားခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော် channel ကိုမိတ်ဆွေတို့ပြန်ပြီးတော့ရိုက်ရှာကိုခဲရင်เนาะကျွန်တော် channel နာမည်ကchicken egg လို့ပေးထားပေးမယ် chicken egg ရှေ့မှာကျွန်တော်တို့chicken egg ရှေ့မှာကျွန်တော်တို့ဘာလေးပါတယ်เนาะကြက်ပုံနဲ့တင်ကြတာလေးပါတယ်เนาะအဲ့ဒါကိုမိတ်ဆွေတို့YouTube ရဲ့ search bar မှာchicken egg လို့ရိုက်ရှာအောင်လည်းမတွေ့ဘူးเนาะနောက်ပြီးတော့ chicken egg ရဲ့ font ကလည်းသူများနဲ့မတူတဲ့ font ဖြစ်တယ်เนาะဒီမင်းကကျွန်တော်အဲ့လိုမျိုးလုပ်ထားတာကျွန်တော် channel ကိုYouTube search bar မှာတောင်းရိုက်ရှာလို့ရှိရင်မတွေ့ဘူးเนาะ user name နဲ့ရိုက်ရှာမှသာနေတွေ့မယ်เนาะကျွန်တော် channel ရဲ့နာမည်ကိုရိုက်ရှာရင်မတွေ့ဘူးအဲ့တော့မိတ်ဆွေတို့ပြန်ပြီးတော့ကျွန်တော် channel ကပျောက်သွားနိုင်တယ်เนาะဆိုတော့ကိုယ့်အတွက်အကျိုးရှိမယ်ထင်လို့ရှိရင်တော့ subscribe လုပ်တော့ပါဗျာကျွန်တော်တက်ကတော့ကျွန်တော်တော့ဘာမှမလုပ်ဘူးဒီကတော့ကျွန်တော်ကတယောက်ပဲရနှစ်ယောက်ပဲရပါเนาะတိသွားရဲဆိုကျွန်တော်ကျင်နေပြီเนาะဟုတ်ကဲ့မင်္ဂလာပါဗျYouTube Gmail အကောင့်ရเนาะလူနာမည်မဟုတ်တော့ဘယ်သူလဲမသိဘူးဗျကျွန်တော်တီးရလူဆိုလို့ရှိရင်လေနာမည်လေး comment လေးဝင်ရေးပါเนาะသူလဲတော့ဘယ်သူပါပေါ့အဒီဘယ်သူပါဦးလေးဘယ်သူပါဗောနော်Gmail နာမည်တွေကကျွန်တော်မသိဘူးဗျเนาะကျွန်တော်အဲ့ဒါလေးပါကျွန်တော်အမှန်တော့ကျွန်တော်မပြောချင်ပါဘူးเนาะကျွန်တော်ဗီဒီယိုဒီမှာလည်းမိတ်ဆွေသိမှာပါเนาะကျွန်တော်ဗီဒီယို live show လေးလွှင့်ပြီးကျွန်တော်မူလေးပြခဲ့ရလဲအနေငယ်တော့များနေပြီเนาะအနေငယ်တော့များနေပြီကျွန်တော် subscribe တွေပါလုပ်ဖို့ကျွန်တော်မပြောဘူးเนาะ subscribe ကျွန်တော်လုပ်ချင်ပါလုပ်မလုပ်ချင်လည်းမလုပ်နဲ့เนาะဒါကျွန်တော်နဲ့ဘာမှမဆိုင်ဘူးဒီကကျွန်တော်ဘက်ကအပေးပဲရှိတယ်เนาะကျွန်တော်ဘာမှပြန်ပြီးတော့ယူမှာလည်းမဟုတ်ဘူးဒီ YouTube ပေါ်မှာတက်ပြီးတော့ဟိုမူလေးပြဒီမူလေးပြရင်ねကျွန်တော်ရဲ့အနောက်ကစီးပွားရေးတစ်ခုဖြစ်နေအမှန်မှာခေါ်တာရေဟိုကရောင်းတာတွေဒီကရောင်းတာတွေเนาะအဲ့ဒါတွေလုံးဝမရှိဘူးเนาะကျွန်တော်ဒီတူးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်စီးပွားရေးလုံးဝမလုပ်ဘူးလို့ဆုံးဖြတ်ချက်ချတာเนาะဆိုတော့ကျွန်တော်တီးတလောက်တက်တလောက်ကိုပြန်ပြီးတော့ကျွန်တော်ပြနိုင်တလောက်ပေါ့เนาะကျွန်တော်ဆွန့်လွတ်နိုင်တလောက်ပြန်ပြီးတော့ sharing လုပ်ပြီเนาะအဲ့တော့အများနဲ့မြင်ကျင်တယ်ဆိုလို့ရှိရင်တော့ subscribe လုပ်ထားပါဗျာကျိုးရှိမဲ့ထင်ပေါ့เนาะကျွန်တော်ပြရတဲ့မူလေးတွေနဲ့မိတ်ဆွေတွေခံချက်တွေနဲ့တွေးခေါ်တွေနဲ့တူတယ်ထင်တော့မြင်မြင်အောင် subscribe လေးလုပ်တာဒါပဲပေါ့เนาะဟုတ်ပါကျွန်တော်ဆက်သွားကြအောင်เนาะဆက်သွားကြရအောင်ဟိုတော့ခေါင်းဝင်လေးတော့နောက်တစ်ခေါက်ပြန်ဖတ်မယ်เนาะကနန်းကွက်တရားဆိုတာမိတ်ဆွေတို့သိရမှာကနန်းကွက်တရားဆိုတာကကျွန်တော် break 10လုံးမယ်ဟုတ်လား break 10လုံးကလည်းကျွန်တော်တို့အားပြီးတော့
ဖြီးချလိုက်မယ်ဆိုရင်အကွက်100ရှိတယ်နော်တူတူပဲနော်ဒါဟိုတီးပြီးသားလူတွေကတော့ထားပါပါနော်ကျွန်တော်ဟိုအသက်ရွယ်ကြီးရင်ပြီးတော့အခြေခံဘူးသူရမရှိတဲ့လူတွေအတွက်နော်နည်းနည်းနှိပ်ပြီးတော့ပြောပြရနော်တီးရဲ့လူဆိုလို့ရှင်တော့ဒီတိုင်းလေးပဲနားထောင်ပေးလိုက်နော်တော့ကြအရေးရှိရဖြစ်ပါစို့ဆိုတော့ကနန်းအကွက်100နဲ့ break 10လုံးနေအတူတူပဲနော် break က3ည break 1 break 2 break 3 break 4 break 5 break 6 break 9 break 10 break 9 break 9 break ဆိုပြီး break 10လုံးရှိရမလားဟုတ်ကဲ့ပါအဲ့ဒီနာမည်လေးရေးတော့ရသူလည်းမသိဘူးကြာနော်တားလေးတော့ရေးနေရပဲဟုတ်ကဲ့မင်္ဂလာပါဒီဆိုတော့ break 10လုံးကိုကျွန်တော်တို့ဖြီးချလိုက်မယ်ဆို break တစ်လုံးကိုကျွန်တော်တို့ကအာပြီးသား10ခွက်ရှိရအောင် break 10လုံးဆိုတော့ခဏကွက်တွေအတူတူပဲเนาะအဲ့တော့ခဏကွက်တွေပဲဖြစ်ဖြစ် break 10လုံးပဲဖြစ်ဖြစ်ကြိုက်တယ်လို့ယူဆခြင်းလို့ရတယ်အဲ့ဒီကနေပြီး share ပြင်းနိုင်တဲ့ခဏ6ခွက်ပါเนาะကျွန်တော်ပြောတာခဏ6ခွက်เนาะအာပြီးသားပြောတာမဟုတ်เนาะခဏ6ခွက်အဲ့တော့6ခွက်ကိုကျွန်တော်တို့အာလိုက်ရင်18ခွက်ရှိမယ်အဲ့တော့အပူလေးများတစ်ခွက်ပါခဲ့မယ်ဆိုကျွန်တော်တို့တစ်ခွက်တက်တာ18ခွက်ရှိမယ်အဲ့လိုမျိုးပေါ့เนาะ share ပြင်း6ခွက်လို့ကျွန်တော်နာမည်ပေးထားတယ်အဲ့တော့ခဏကတရား break 10လုံးကနေ share ပြင်း6ခွက်ကျွန်တော်တို့ထုတ်ကြဟုတ်ပြီကျွန်တော်တို့ဘယ်လိုထုတ်ကြပါနမူနာပုံစံလေးနေတော့ကျွန်တော်18ရက်3လ2014ကကလင်ဒါလေးနဲ့ကျွန်တော်ထပ်ပြတာเนาะနမူနာပုံစံလို့လည်းကျွန်တော်ရေးပေးထားတယ်ဟုတ်ပြီကျွန်တော်တို့ကဘယ်လိုလုပ်ကြမှာလဲဆိုတော့အောက်မှာအဆင့်လေးတွေပါတယ်เนาะအဆင့်လေးတွေတိုင်းကျွန်တော်ဖတ်ကြည့်ကြအောင်เนาะဖတ်ပြီးတော့လိုက်လုပ်ကြည့်ကြအောင်အဲ့တော့ step 1မှာကျွန်တော်ဗာရေးထားလဲဆိုတော့ပုံလေးပြထားသည့်အတိုင်းနဲ့ထွက်ကနန်းနှလုံးအားမြောက်ရည်mad ပေါင်းခြင်းနည်းပဲဆိုတော့ mad ဆိုတာတင်ချာဆိုလို့တာเนาะတင်ချာပေါင်းခြင်းနည်းဖြင့်1 digit ရအောင်လုပ်ပါကျွန်တော်အရှိရဗီဒီယိုမှာလည်းကျွန်တော်1 digit 2 digit နဲ့ကျွန်တော် number ရအောင်ပြောပြီးเนาะ digit ဆိုတာကကျွန်တော်တို့3ညကနေ9တီတစ်လုံးချင်းကနန်းအောင်ဆိုလို့3ညတစ်လုံးနဲ့ဆိုတာ1 digit เนาะ3ညဆိုရ1 digit ဖြစ်တယ်တစ်ဆိုတာလည်းကျွန်တော်တို့တစ်လုံးနဲ့ရေးထားရင်တစ်ဆိုရ1 digit ဖြစ်တယ်နှစ်ဆိုတာလည်းတစ်လုံးနဲ့ရေးထားရင်နှစ်ဆိုရ1 digit ဖြစ်တယ် digit ဆိုတာကျွန်တော်ကိန်းကနန်းတစ်လုံးနဲ့ဆိုလို့တာအဲ့တော့တစ်လုံးထပ်ပို့ပြီးတော့ကျွန်တော်တို့ပေါင်းဆက်လိုက်မယ်ဟာလား20 30 40 55ဟာလား89 ဒါမျိုးနှလုံးပေါ့နော်နှလုံးကနေစပြီးတော့ကြိုက်တဲ့လောက်ပေါင်းဆက်လို့ရတယ်နော်ကျွန်တော်infinity ထိပဲနော်ကြိုက်တဲ့လောက်ပေါင်းဆက်အဲ့ဒါတွေအကုန်လုံးကိုကျွန်တော်တို့ number လို့ခေါ်တယ်နော်ဒါနည်းနည်းလေးကျွန်တော်ပြန်နှွှေးပေးတာနော်ဒီဗီဒီယိုကနေဟိုဗီဒီယိုပြန်ချိတ်လိုက်ရင်အဲ့လိုချာလပတ်လဲလဲကုန်မှာဆိုလို့နော်အခုမှဗီဒီယိုစတွေ့ရဆိုလို့ရှင်လဲကုန်မှာဆိုလို့ပြောပြတာအဲ့တော့ကဏ္ဍတွေမှာကျွန်တော်2မျိုးရှိတယ် digit ဆိုတာရှိတယ် number ဆိုတာရှိတယ် digit ဆိုတာကျွန်တော်တို့3ညကနေ9ထိ10လုံးပဲရှိတယ်တစ်လုံးချင်းနေရှိတာဆိုလို့လား number ဆိုတာနှလုံးကနေစပြီးတော့နှလုံးထဲပေါင်းဆက်ထားတဲ့ကဏ္ဍတွေကို number ကိန်းကဏ္ဍလို့ဆိုလို့လားเนาะဟုတ်ပြီကျွန်တော်တို့က1 digit ရအောင်လုပ်အဲ့တော့ step 1လေးကျွန်တော်ပြန်ဖတ်ကြည့်ပုံနေပြထားသည့်အတိုင်းနဲ့ထွက်ကဏ္ဍနှလုံးအားမြောက်ရည်အဲ့တော့တဏီကုံထွက်တဲ့ကဏ္ဍနှစ်ကွက်ကိုဆိုလိုတာမဟုတ်ဘူးเนาะထွက်တဲ့ကဏ္ဍနှလုံးအဲ့တော့ကြည့်ကြအောင်ထွက်တဲ့ကဏ္ဍလုံးကကျွန်တော်တင်းနိုင်မနက်မှာပါထွက်သွားတယ်ဒါတင်းနိုင်မနက်မှာမဟုတ်ဘူးเนาะကျွန်တော်နေရာလေးလှအောင်လို့ဒါတင်းနိုင်မနက်ကိုပြတာတင်းနိုင်မနက်ပဲဖြစ်တင်းနိုင်ညနေပဲဖြစ်အင်္ဂါညနေပဲဖြစ်ပူလူပဲဖြစ်ကြတာပဲဖြစ်မနက်ပဲဖြစ်ညပဲဖြစ်ကြိုက်တဲ့အချိန်ကြိုက်တဲ့နေရာမှာကြိုက်တဲ့ကဏ္ဍအကွက်တရားလုံးကြိုက်သလိုထွက်เนาะအဲ့တော့ကျွန်တော်ပြောသလိုအဲ့ထွက်တဲ့ကဏ္ဍနှလုံးပေါ့เนาะဒီကဏ္ဍနှလုံးကိုကျွန်တော်တို့ကအဆင့်တက်နေနေယူမယ်အဲ့တော့ကဏ္ဍနှလုံးကပါတယ်နော်အစိမ်းရောင်လေးနဲ့ခြေပေးရတယ်ဒါမြင်သာအောင်လို့ပေါ့နော်စိမ်းရောင်လေးကဒါကဏ္ဍတစ်လုံးဆိုလိုတာပေါ့ဒါ9ဟုတ်လားပြီးရင်ဒီဘက်ကအပြောင်လေးနဲ့ခြေထားတာ2အဲ့တော့ကဏ္ဍနှလုံးဆိုတာဒါကိုဆိုလိုတာနော်အဲ့ကဏ္ဍနှလုံး9နဲ့2ကိုတဲ့ကျွန်တော်တို့ကမြောက်မှာတဲ့မြောက်ရွေ့ဆိုတော့ကျွန်တော်မြောက်တဲ့အလုပ်ကိုပြင်လုပ်မှာနော်9နဲ့2နဲ့ကျွန်တော်မြောက်ကြမယ်ပေါ့ဗျာ9နဲ့2မြောက်တော့9နဲ့30ပေါ့ဟုတ်ပြီဗာဆက်လောက်မှာပြီးမတ်ပေါင်းခြင်းနီးဖြစ်တဲ့1 digit ရအောင်လုပ်ပါဟုတ်ပြီတင်ချာပေါင်းခြင်းနီးလန်းပြတင်ချာပေါင်းတဲ့နီးလန်းနဲ့ကျွန်တော်တို့က1 digit ဖြစ်အောင်လုပ်မယ်ဆိုတော့30ဆိုတာကျွန်တော်တို့1 digit လားဟုတ်နော်30ဆိုတာကျွန်တော် number ဖြစ်တယ်နှလုံးပါတဲ့ number ဖြစ်တယ် digit နှလုံးပါတဲ့ကျွန်တော် number ဖြစ်တယ်နော်ဆိုတော့ဒါကိုတော့တစ်လုံးနဲ့ဖြစ်အောင်လုပ်ကြမှာဆိုတော့1နဲ့3ညနဲ့ကျွန်တော်တို့ပေါင်းမယ်1နဲ့3ညနဲ့ပေါင်းတော့ကျွန်တော်1ရဟုတ်ပြီဒါဆိုလို့ရှိရင်သူပြောတယ်ပထမတော့တင်ချာပေါင်းခြင်းနီးလန်းဖြစ်1 digit ရအောင်လုပ်ပါဆိုတော့လုပ်ပြီးကျွန်တော်တို့1 digit 1ရပြီးရင်အဆင့်2ကိုကြည့်ကြအောင် step 2အနေနဲ့ကျွန်တော်တို့1 digit ရလိုက်ခဲ့မြန်မာပါဝါမြန်မာနက်ခတ်နဲ့မြန်မာနက်ခတ်ရဲ့ပါဝါတို့ဟာကီး3လုံးအဖြစ်ယူပါတဲ့ဒါမျိုးဆိုလို့ star အတိုင်းဖတ်မယ်ဆိုလို့ရှိရင်တော့ရှုပ်တယ်အမှန်တော့ day power နက်ခတ်အဲ့လိုမျိုးယူရပါပဲเนาะ day power နက်ခတ်ကပါဝါလို့ယူရဆိုတော့စာလေးပြန်ဖတ်ကြည့်မယ်1 digit ရလိုက်ခဲ့ဟုတ်ပြီ1 digit ရလိုက်ကကျွန်တော်တို့1 digit ရလိုက်ရဲ့ဆိုတာတော့ e နဲ့အတူတူပဲเนาะဒီလိုပဲเนาะဆိုတော့1 digit ရလိုက်ကကျွန်တော်ကမြန်မာပါဝါဟုတ်ပြီ1ပေါ့1 digit ရလိုက်ကကျွန်တော်ဒီမှာ1ဖြစ်တယ်เนาะကျွန်တော်ဥပမာနမူနာပုံစံရဆို1ဖြစ်တယ်အဲ့တော့1ကမြန်မာပါဝါကျွန်တော်တို့ပါလေဒါအဲ့ဒါလေးတော့သိချဖို့လို့เนาะအဲ့ပြန်မပြောတော့เนาะ
မြန်မာပေါ်မြန်မာနက်ခက်ထိုင်းပေါ်ကထိုင်းနက်ခက်အဲ့လေးတို့ရအောင်လုပ်တာနော်ပြလိုက်ပါဦးပြတစ်ခေါက်နော်ဒါလေးတွေကဖေရောက်ဒီမှာနော်ဒါလေးတော့ကျွန်တော်တို့အလွန်ဒီးပါတော့ရပါစေနော်မြန်မာပါဝါအတွက်မြန်မာနက်ခက်အတွက်ထိုင်းပါဝါအတွက်ထိုင်းနက်ခက်အတွက်ဒါလေးတွေသိဖို့တော့လိုတယ်နော်ဟုတ်ပြီကျွန်တော်တို့1 digit ကဏ္ဍ1ကနေသူ့ရဲ့မြန်မာပါဝါကိုချိန်မယ်မြန်မာပါဝါ1ရဲ့မြန်မာပါဝါ6ပေါ့နော်ပြီးရင်သူ့ရဲ့မြန်မာနက်ခက်ကိုကျွန်တော်ယူရအောင်အဲ့တော့1ရဲ့မြန်မာနက်ခက်ကကျွန်တော်8ဖြစ်တယ်ဒါပြီးလို့ရှိရင်သူကဘာဆက်ပြောလဲကျွန်တော်မြင်းဆောင်လေးခံထားတယ်မြန်မာနက်ကကကျွန်တော်ဒါ8ကိုဆိုလိုတာเนาะအဲ့မြန်မာနက်ကမဟုတ်ပါဘူးဒီအနောက်ကမြန်မာနက်ကเนาะမြန်မာနက်ကရဲ့ power တို့ဟာကီးသုံးလုံးဖြစ်ယူပါတယ်မြန်မာနက်ကကျွန်တော်8ဖြစ်တယ်အဲ့8ကကျွန်တော် power ပြန်ခေါ်မှာเนาะ8က power ပြန်ခေါ်မှာဆိုတော့8ရဲ့ power 3ဒါဆိုရင်683ဆိုရင်ကျွန်တော်ကဏ္ဍ3လုံးရတယ်အဲ့ဒါကိုသူကကီးဖြစ်လုပ်လိုက်ပါကီးကိုကျွန်တော်နာမည်ပေးလိုက်ဒါဆိုကျွန်တော်အဆင့်2ပေးပြီအဆင့်3ကိုကြည့်ကြအောင်အဆင့်3ကလည်းဘာပြောလဲဆိုတော့ခုနရလာရဲ့1 digit ရလာဒီ1ကိုပဲဆိုလိုတာเนาะ1 digit ရလာရဲ့ထိုင်း power ထိုင်းနက်ခက်နဲ့ထိုင်းနက်ခက်ရဲ့ power တို့ကကီးသုံးလုံးဖြစ်ယူပါတဲ့ဟုတ်ပြီခုနကတော့ရခဲ့တယ်ကျွန်တော်တို့1 digit ရလက်က1ဖြစ်တယ်အဲ့1ကထိုင်း power 1ကထိုင်း power 3 1ကထိုင်းနက်ခက်က9เนาะ1ကထိုင်းနက်ခက်က9အဲ့ဒါပြီးပြီဆိုတာနဲ့ तू ကအဲ့နောက်ဆုံးရလာတဲ့ဒီထိုင်းနက်ခက်က power ကိုပြန်ခေါ်ပါတဲ့ပြန်ခေါ်ပြီးတော့ကီးသုံးလုံးဖြစ်ယူပါတဲ့အဲ့နောက်ဆုံးရလာတဲ့ထိုင်းနက်ကက်ကဏ္ဍဖြစ်တဲ့ဒီ9ရဲ့ power ကိုပြန်ခေါ်တော့ထိုင်း power ကိုပြန်ခေါ်တော့9ရဲ့ထိုင်း power 3ညเนาะဟုတ်ပြီဒါဆိုရင်393ညကျွန်တော်တို့ကီးဖြစ်တယ်အဆင့်4အနေနဲ့ကတော့ကျွန်တော်တို့အဆင့်2ရဲ့ကီး3လုံးနဲ့အဆင့်3ရဲ့ကီး3လုံးနဲ့ကိုဒါကိုကျွန်တော်ကီးလို့နာမည်ပေးတာเนาะဟုတ်ပြီအဆင့်2ရဲ့ကီး3လုံးနဲ့အဆင့်3ရဲ့ကီး3လုံးကိုကတ်ပြီးတော့ကျွန်တော် share ပြင်း9ကွက်ထုတ်ပါတဲ့ဆိုတော့ဒါဒီကီး3လုံးနှစ်စုံကိုကီး3လုံးနှစ်စုံကိုကျွန်တော်ကတ်ပြီးတော့ကဏ္ဍ9ကွက်ထုတ်လိုက်တဲ့သဘောပဲဆိုတော့ဒီကီး3လုံးနှစ်ခုကျွန်တော်တို့ကတ်ကြ683ကိုကျွန်တော်တို့393ညနဲ့ကတ်မှာပေါ့ဖြည့်ရေးလိုက်ရင်တော့ကျွန်တော်တို့ဒီမှာ63 69 60 83 89 80 33 39 30ဒါဆိုရင်တို့ဘာဖြစ်မလဲဒီမှာ3ဘူးတစ်ကွက်ပါလာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ကအားလိုက်လို့ရှိရင်ဒါကြီးအကုန်လုံးက18ကွက်မဖြစ်ဘူးเนาะ18ကွက်ဒါကြောင့်မလို့ကျွန်တော်18ကွက်လည်းပါတယ်လို့ခေါင်းထဲမှာရထည့်တာเนาะဆိုတော့ကသူ့နောက်မှာဘာထွက်လဲ683ကို393ညကတ်တာ689ကို683 683ကို393ညကတ်တာကျွန်တော်တို့ဒီမှာ80ဆိုပြီးထွက်เนาะမှန်เนาะဒီမှာတော့ဒါကတ်ကြတယ်เนาะဟောအဲ့ဒါလည်းတခုပြောဖို့ကြံနေတယ်เนาะအညွန်းလေးဖတ်ကြအညွန်းဆိုတာဒါရက်ချင်းကိုပြောတာပါเนาะအများနဲ့ကျွန်တော်အညွန်းဆိုတာဒါရက်ချင်းတွေကိုပြောတာเนาะအညွန်းလေးကဘာလဲဆိုတော့9ရက်အတွင်းမှာသူက80%ထွက်တယ်10ရက်အတွင်းမှာ90%ထွက်တယ်ကျန်တဲ့ 10% တော့အကျိန်ရည်အတွက်တွေက15ရက်ဝန်းကျင်ကိုရောက်တတ်တယ်အဲ့တော့အလွန်လုံးမှဒီကောင်15ရက်လောက်ပဲရောက်တတ်တယ်เนาะဒါပေမဲ့ဒီ formula မှာမိတ်ဆွေတို့ကဒီ15ရက်ကိုကျွန်တော်တို့စဉ်းစားရအောင်9ရက်နဲ့စဉ်းစားဖို့ပဲ10ရက်ကိုပဲကျွန်တော်တို့ယူသုံးမယ်เนาะ9ရက်နဲ့10ရက်နဲ့မှာကျွန်တော်တို့9ရက်နဲ့10ရက်အတွင်းမှာကျွန်တော်တို့ဒါဘန်းကစားတဲ့ဟာကထွက်မလာဘဲနဲ့ဒီ 10% တော့15ရက်ရောက်တဲ့အချိန်ကာလမျိုးဖြစ်ခဲ့ရင်တော့မိတ်ဆွေတို့ကန်ဆိုးရလို့ပဲမှတ်လိုက်တော့เนาะ15ရက်လောက်ထိတော့မဖမ်းနဲ့ဘာဖြစ်လို့လဲဆိုတော့ဒီ formula ရဲ့သဘောတဘာဝကကျွန်တော်တို့စောစီစီထွက်တတ်တယ်เนาะစောစီထွက်တတ်တယ်ကတ်ပြီးတော့ချတတ်တယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ဒီ15ရက်ရောက်တဲ့ဟိုမှာ73ရက်လောက်ထွက်မလာတဲ့အရာမျိုးဒါကျွန်တော်တို့ထိုင်ဆောင်နေတော်တော်လေးကိုကျွန်တော်တို့ချိန်ဆောင်တိုင်းရမယ်เนาะအဲ့လိုအချိန်ကာလမျိုးနဲ့ကြုံဖို့ကကျွန်တော်ရန်ခဲရင်းမယ်ဆိုတော့ကကျွန်တော်တို့ဒီ9ရက်နဲ့10ရက်ဆိုတဲ့အချက်2ချက်ကိုပဲသုံးပြီးတော့ကျွန်တော်တို့ဖမ်းကစားကြเนาะ9ရက်လောက်ထွက်မလာရင်ထိုးမလားဒါမှမဟုတ်6ရက်လောက်ထွက်မလာရင်ထိုးမလား9ရက်လောက်ထွက်မလာရင်ထိုးမလားအဲ့လိုပဲလုပ်တဲ့เนาะကျွန်တော်တို့10ရက်ကျော်ထွက်မလာတော့မှထိုးမယ်ဆိုလို့ရှိရင်တော့မဲဆိုလို့ကြံအောင်ကြံမှာမဟုတ်ဘူးเนาะအဲ့ဒါလေးတော့နည်းနည်းစဉ်းစားပါဟုတ်ပြီဒါ formula လေးကကျွန်တော်တို့ဒါပါပဲเนาะ formula လေးတော့ဒါရပါကျွန်တော်တို့ထွက်တဲ့ကဏ္ဍပေါ့เนาะဥပမာ9နှစ်ထွက်မလား3နှစ်ထွက်မလား6ကြောက်ထွက်မလားကြိုက်တဲ့ကဏ္ဍထွက်အဲ့ထွက်ကဏ္ဍတကွက်ထွက်တယ်ဆိုရဲဟိုကကျွန်တော်တို့ကဗာလဲ digit နှလုံးကတော့ပါမှာပဲเนาะdigit နှလုံးကတော့ပါမှာပဲအဲ့တော့9နှစ်ထွက်ရင်9နှစ်နဲ့ကျွန်တော်မြှောက်လိုက်30ရတယ်ပြီးရင်အဲ့ဒါကိုကျွန်တော်1 digit ဖြစ်အောင်လို့လုပ်ပါเนาะတင်ချာပေါင်းပြီးလည်းပဲကျွန်တော်တို့ပေါင်းပါ1နဲ့3နဲ့ပေါင်းတော့
ကျွန်တော်တို့3ရရတယ်ဟုတ်ပါဘူး1နဲ့3ရတဲ့ပေါင်းတော့1ရတယ်နော်ဒါဆိုကျွန်တော်တို့နောက်ဆုံးမူသေးကနေ1ရပြီ1ရပြီဆိုတော့1ရဲ့မြန်မာပါဝါမြန်မာနက်ခက်ကပါဝါခေါ်မယ်အဲ့တော့1ရဲ့မြန်မာပါဝါ6 1ရဲ့မြန်မာနက်ခက်8ရဲ့မြန်မာပါဝါ3ဒါဆိုရင်6 8 3ကကျွန်တော်တို့ကီး3လုံးဖြစ်သွားပြီပြီးရင်1ကိုပဲကျွန်တော်တို့ထည့်ပြလာခဲ့ဒီတစ်ခါကျရင်ကျွန်တော်တို့ထိုင်းနဲ့စဉ်းစားနော်ထိုင်းနဲ့စဉ်းစားမယ်1ရဲ့ထိုင်းပါဝါ3 1ရဲ့ထိုင်းနက်ခက်9 9ရဲ့ထိုင်းပါဝါ3ညဒါဆိုရင်393ညပါကျွန်တော်တို့ကီးတစ်စုံရဟုတ်ပြီဒီ683ကီးနဲ့393ညကီးကိုကျွန်တော်တို့ကတ်ပြီးတော့အာထိုးလိုက်လို့ရှိရင်ကျွန်တော်တို့ခဏလေး6ကွက် share ပြင်း6ကွက်ရပြီเนาะအပူပါတာမပါတာတော့သူရဲ့အခြေအနေပေါ်မူတည်တယ်เนาะအပူပါခဲ့ရင်เนาะကျွန်တော်တို့အာဘီတာ18ကွက်ထွက်မယ်အပူမပါဘူးဆိုလို့ရှိရင်เนาะအာဘီတာ18ကွက်ထွက်မယ်เนาะဒါဆိုရင်ကျွန်တော်တို့မူနဲ့ပတ်သက်လို့တော့ဒီလောက်ဆိုရှင်းပြီเนาะကလင်နာလေးနဲ့ကျွန်တော်တို့နော်အမောခံနိုင်တော့ပေါ့เนาะကလင်နာလေးနဲ့နမူနာလေးစစ်ပြပါမယ်So ကျွန်တော်တို့မြန်မာနိုင်ငံထဲမှာเนาะကျွန်တော်တို့ပစ္စည်းအဝင်ထွက်တွေတော်တော်ဆိုးတယ်เนาะပစ္စည်းအဝင်ထွက်တွေစီးတွေကအကုန်လုံးကတရုတ်ဘက်ကဝင်တဲ့ပစ္စည်းတွေကိုပဲကျွန်တော်တို့အာကူပြီးရက်တည်နေရတဲ့ကာလာတရုတ်ကပစ္စည်းတွေကောင်းကောင်းမဝင်မဲနဲ့ဟိုပိတ်နေဆိုတော့တော်ဒုက္ခရောက်တယ်ရှိပြီးသားပစ္စည်းရောက်မှာဗျာကျွန်တော်တို့မော်ဒယ်မြိုင်နဲ့ဒီနဲ့အောင်ပို့လို့မရတော့เนาะပစ္စည်းမှာရတာခုချိန်လေးကိုမရသေးဘူးเนาะစိုက်ကပြားတစ်ခုရောက်ဖို့ကျွန်တော်တို့တစ်လလောက်စောင့်အောင်လားမသိဘူးเนาะအဲ့လိုရှိနေရထားရတာလေကျွန်တော်ပြေပါဦးဗျာကိုပတ်စံနဲ့ကိုရှိတဲ့ပစ္စည်းကိုတနေရာနဲ့တနေရာ delivery မှာလာအောင်เนาะတားနဲ့ချီပြီးစောင့်အောင်မယ်ဆိုတော့ဖုတ်သေးပါကလင်လာလေးစစ်ကြအောင်နော်တော့တယ်ဒီမှာရှုပ်နေရလေးကျွန်တော်ဖြတ်လိုက်ပြီဗျာဒီထားလေးဖြတ်လိုက်မယ်ထွေးခင်ကိုထွေးခင်ဒီရကိစ္စနော်ကိုထွေးခင် DJS copyright မိပြီလားကိုထွေးခင် DJ လေးဖွင့်ပြတော့လည်း DJ လေးသဘောကျနော်ကိုထွေးခင်လည်းကြားပြီးတော့စစ်ကြတယ်အချိန်ဆွဲနေအမှန်တော့ကျွန်တော်ဘောလို့ရစ်နေရနော်ဘောလို့စစ်ပြဖို့ရစ်နေဟုတ်ပြီကျွန်တော်ဒီနှစ်3ကနေစကြည့်ကြမယ်နော်နှစ်3ကနေစကြည့်ပြီးဆိုတော့ကျွန်တော်ပထမဆုံးစစ်နေတဲ့ဒီထွက်တဲ့ခဏ2နဲ့3နဲ့ကျွန်တော်မြောက်ပါမယ်နော်2နဲ့3နဲ့ကျွန်တော်မြောက်ပြီဆိုတော့3နဲ့6ရပြီ6ကိုကျွန်တော်1 digit ဖြစ်အောင်လုပ်စရာမလိုတော့ဘူးနော်အဲ့လို6ကအစားတွေကတစ်လုံးနဲ့ဒါဆိုရင်ကျွန်တော်ရဲ့မူတည်ကဏ္ဍ6ရပြီအဲ့6ကနေကျွန်တော်တို့ဘာလုပ်မှာအရင်ဆုံးမြန်မာတွေနဲ့စဉ်းစားမယ်နော်ကိုလူမျိုးကိုဦးစားပေးမယ်နော်မြန်မာနဲ့စဉ်းစားမယ်နော်ထိုင်းတွေကိုနောက်မှဦးစားပေးနော်မြန်မာနဲ့ရင်စဉ်းစားဆိုတော့မြန်မာပါဝါ6ရဲ့မြန်မာပါဝါ1 6ရဲ့မြန်မာနက်ခက်က9ရဲ့မြန်မာပါဝါ4ဒါဆိုရင်1 9 4ရကျွန်တော်တို့ကီးတစ်စုံရပြီနော်ပြီးရင်ထိုင်းနဲ့စဉ်းစားမယ်6ရဲ့ထိုင်းပါဝါ2 6ရဲ့ထိုင်းနက်က9 9ရဲ့ထိုင်းပါဝါ8 2 5 8ကကီးဒါဆိုရင်သူ့ရဲ့နောက်မှာကျွန်တော်တို့ share ပြင်း9ခွက်ကပါလဲ1 9 4ကို2 5 8နဲ့ကပ်အဲ့တော့1 9 4ကို2 5 8နဲ့ကပ်ကျွန်တော်တို့ပါထွက်လေကြည့်ကြ1 9 4ကို2 5 8နဲ့ကပ်ဒီမှာထွက်နော်ဒီမှာထွက်တယ်အဲ့တော့ရက်ချင်း10ရက်အတွင်းကျွန်တော်ကြည့်ကြနော်10ရက်အတွင်းကြည့်ကြမယ်9ရက်အတွင်းအထွက်များတယ်လို့တော့သိရမယ်10ရက်အတွင်းစစ်ကြနော်ဒါဆို10ရက်အတွင်းထွက်တယ်နော်ဒီမှာ1 9 4ကို2 5 8နဲ့ကပ်ပြီဒါဆိုရင်မှန်ကန်မှုရှိနော်နောက်တစ်နေရာစစ်မယ်ဟိုကဏ္ဍတစ်ခါထွက်ရင်ကျွန်တော်တို့တစ်ချိန်ထုတ်လို့ရနော်အများနဲ့ထုတ်လို့ရတယ်ဟိုရှားပါမူမဟုတ်နော်ထိုင်ဆောင်နေကြဆို8 3ကနေတော့ထုတ်ကြည့်ကြအောင်8 3ကနေထုတ်ကြည့်မယ်8နဲ့3နဲ့မြောက်နော်8 3နေ24 8 3နေ24ဆိုတော့24ဆိုတာကျွန်တော်1 digit လားမဟုတ်ဘူးနော်မရှိလို့ဒါ24ဆိုတာနံပါတ်ကြီးနော်နှစ်လေးကို1 digit ဖြစ်အောင်2နဲ့4နဲ့ထပ်ပေါင်းတော့6ရဒါဆို6ကမူသေးကနေအဲ့တော့6ရဲ့ power 1 6ရဲ့နက်က9ရဲ့ power 4 1 9 4ရကီးဖြစ်သလို6ရဲ့ time power 2 6ရဲ့ time နက်က9 9ရဲ့ time power 8 2 5 8ကလည်းကျွန်တော်တို့ကီးဖြစ်တယ်
အဲ့ကီးနှစ်စုံကိုပေါက်ထိုးမယ်198ကို258နဲ့ကတ်ဒါပဲဗျာကျွန်တော်နော်198ကို258နဲ့ကတ်တော့1နှစ်ဆိုပြီးတော့8ရက်မြောက်ညနေမှာထွက်တယ်ဟုတ်ပြီဒီ6လေးကိုကြည့်ကြမယ်6လေးလီ6နဲ့4နဲ့ကျွန်တော်မြှောက်မယ်နော်6လေးလီကျွန်တော်32ရမယ်32ဆိုတော့ကျွန်တော်တို့2 digit ဖြစ်တဲ့ number ဖြစ်တယ်နော်1 number ဖြစ်တဲ့2 digit နော်ဆိုတော့3နဲ့ကျွန်တော်ပြန်ပေါင်းမယ်1 digit ဖြစ်အောင်3နဲ့ပေါင်းတော့9ရမယ်9ကမူသေးကနန်းဖြစ်မယ်အရင်ဆုံးမြန်မာနဲ့စဉ်းစားမယ်9ရဲ့ power 3 9ရဲ့နက်က3 3ရဲ့ power 8ထိုင်းနဲ့စဉ်းစားမယ်9ရဲ့ထိုင်း power 8 9ရဲ့ထိုင်းနက်က6 6ရဲ့ထိုင်း power နှစ်ဒါဆိုရင်8 6နှစ်ကျွန်တော်တို့ကီးနှစ်ဆောင်ပါပါတယ်338ကို8 6နှစ်နဲ့ကတ်ထိုးမယ်332နှစ်ကို8 6နှစ်332နှစ်ကို8 6နှစ်နဲ့ကတ်တော့6နှစ်ဆိုပြီးတော့တရက်ညနေပါတယ်ကျွန်တော်တို့ထွက်တယ်နော်ဟုတ်ပြီသူ့ရဲ့ဘေးနားမှာရှိတဲ့ဒီ6လေးကကျွန်တော်တို့ကြည့်ပဲဆိုတာအတူတူပဲเนาะဒီ6လေးကလည်းကျွန်တော်တို့303နှစ်ကို8 6နှစ်နဲ့ကတ်မယ်26ဆိုပြီးတော့တရက်ညနေမှာねဒီမှာ6နှစ်ဆိုပြီးတော့အောင်တယ်เนาะဟုတ်ပြီမှန်တယ်เนาะဆိုတော့ဒီခွန်9ကနေကြည့်ကြเนาะဒီခွန်9ကနေကြည့်ကြမယ်အဲ့တော့ခွန်နဲ့9နဲ့ကျွန်တော်မြှောက်မယ်ခွန်နဲ့9လီ35ဟုတ်ပါလား6လေးလီ36ပါဗျ6လေးလီ36လီเนาะ6လေးလီ36ဆိုတော့ကျွန်တော်တို့36ဆိုတာကျွန်တော်တို့ဒါ number ကိန်းကနန်းလို့သိရเนาะ number ကိန်းကနန်းလို့သိရမယ်တစ်လုံးထပ်ပူတာပေါ့เนาะ digit တစ်လုံးထပ်ပူတာအဲ့တော့36ကိုကျွန်တော်တို့3နဲ့6နဲ့ပြန်ပေါင်းဖို့လိုသေးတယ်เนาะ3နဲ့6နဲ့ပြန်ပေါင်းတော့900ဟိုတော့ခုနကဘာ6လေးလီ32လို့ပြောလိုက်တာဟေးအိုးလောက်ဒီကြောက်လို့နော် sorry ပါလား6လေးလီ36เนาะ6လေးလီ36ဆိုတော့ကျွန်တော်တို့3နဲ့6နဲ့ပြန်ပေါင်းတော့900เนาะအဲ့တော့3နဲ့6နဲ့ပြန်ပေါင်းတော့900 9အောင်မူသေးကနန်းပြင်မယ်9ရဲ့ power 4 9ရဲ့နက်က6 6ရဲ့ power 1ပြီးသွားရင်ထိုင်း power နဲ့စဉ်းစားမယ်9ရဲ့ထိုင်း power 3ညာ9ရဲ့ထိုင်းနက်က1ရဲ့ထိုင်း power ကကျွန်တော်3ဒါဆို461ကိုကျွန်တော်331နဲ့ကတ်မှာပေါ့အဲ့တော့461ကို331နဲ့ကတ်တော့ကျွန်တော်ဒီမှာ10ဆိုပြီးလာထွက်တယ်เนาะခုနကငါမတွက်တာเนาะကနန်းကလည်းတော့အော်တိုလာထွက်ကျေးဇူးပါဗျကိုအလီလေးပြည့်လေကိုအလီရဲ့ထူးခြားချက်ရှိရเนาะမိတ်ဆွေတို့တိမယ်တော့ထင်ပါတယ်ကိုအလီရဲ့ထူးခြားချက်ရှိရကိုအလီကသူ့ရဲ့ရလက်တွေအကုန်လုံးကကျွန်တော်ပြန်ပေါင်းရင်900เนาะဟုတ်ကဲ့မင်္ဂလာပါအန်ဒီထင်တယ်เนาะဒါတော့ဒေါ်ဆန်းဆန်းကြည့်မင်္ဂလာပါဗျကိုအလီရဲ့ကျွန်တော်တို့ထူးခြားချက်လည်းရှိတယ်เนาะကိုအလီမှာကျွန်တော်တို့6 3ရလီ3ည6 3ရလီလို့ထားရเนาะ6 3ရလီရတော့မရဘူးတစ်ကန်လေးစမှာရအောင်เนาะ6တက်လီကကျွန်တော်တို့ပါတယ်9ဟုတ်လား6နှစ်လီက18 9 3လီက29 9လေးလီ36အဲ့လိုမျိုးပေါ့နော်တောက်လျှောက်အနည်းဖြစ်သွား6လေး36ဆိုပြီးတော့ဒါစုံလီ30တိရနော်9 30လီ90အဲ့ဒီရအဲ့ဒီမှာတော့ဘာထူးခြားချက်ရှိတယ်ဆိုတော့ဒီရလက်တွေကဒီမှာလဲ9ဒီ1နဲ့8နဲ့ပြန်ပေါင်းလဲ9ဒီ2နဲ့9နဲ့ပြန်ပေါင်းလဲ9ဒီ3နဲ့6နဲ့ပြန်ပေါင်းလဲ9နော်ဆိုတော့6လီရဲ့ထူးခြားချက်လေးအဲ့လိုရှိတယ်နော်သူရဲ့ရလက်တွေအကုန်လုံးကတော့ပြန်ပေါင်းရင်9ဝယ်ရနော်ဒါကြောင့်ကျွန်တော်တို့ရဲ့9ရဲ့ထိုင်းပါဝါကျွန်တော်တို့3ညဖြစ်တယ်နော်သူ့ရဲ့ပေါင်းချင်းရလက်တွေက6ဝက်ပြန်ရတော့3ည0အမှတ်လို့ခေါ်တာပေါ့ဗျာထားပါကြနော်ခုနကတော့ပဲရောက်ခွန်းနဲ့9လီနော်ခွန်း9ကိုကြည့်ကြမယ်ခွန်း9ကြည့်ကြမယ်ဆိုခွန်းနဲ့9လီ35နော်ခွန်းနဲ့9လီ35ဟုတ်ပြီ35ဆိုတာကျွန်တော်ကနန်းနှလုံးဖြစ်နေတယ်1 digit ဖြစ်အောင်3နဲ့9နဲ့ပြန်ပေါင်းတော့8ရမယ်အဲ့တော့8ကရင်ကျွန်တော်တို့ခေါ်မယ်8ရဲ့ power 3 8ရဲ့ negative 1ရဲ့ power 6နော်316ပြီးရင်8ရဲ့ time power 5 8ရဲ့ time နဲ့ခက်က4 4ရဲ့ time power ခွန်အဲ့တော့316ကို5 4ခွန်နဲ့ကတ်316 5 4ခွန်316ကို5 4ခွန်တော့ကတ်တော့56လေဟုတ်တယ်မှာတော့ဒီမှာဒီတဲ့6နဲ့5နဲ့လာကတ်တာเนาะဆိုတော့ဘယ်နှစ်ရက်မှာထွက်တာလဲ4ရက်ညနေမှာလာထွက်တယ်เนาะဒါဆိုရင်မှန်ပါတယ်ဗောနော်ဟုတ်ကဲ့ပါဗျဘူးတူရမရပါနဲ့ဗျဒါဘူးတူရရလာတဲ့ပို့ပြီးတော့လက်တွေ့အသုံးချနိုင်အောင်ကြိုးစားပါနော်ကျွန်တော်ပြတဲ့မူလေးတွေကဘယ်လိုပြောရမလဲ2014ကနေစပြီးတော့2025တိမှန်တဲ့အရာကိုပဲကျွန်တော်ပြတာเนาะအဲ့2014ကနေစပြီး2025မှာကျွန်တော်တို့မှန်ကန်မှု
မရှိဘဲနဲ့ပြက်လိုက်ဝင်လိုက်ပြက်လိုက်ဝင်လိုက်အဲ့လိုပြက်ပင်နေများပြီးတော့မူမဆက်တဲ့ formula မဆက်တဲ့ဟာကြီးတော့မပြအောင်နော်ဆိုတော့ကြုံတဲ့ခါလေးတော့ကျွန်တော်တို့အသုံးချနိုင်အောင်ကြိုးစားပါနော်ဖြည်းဖြည်းတော့များလာပါမှာနော်ကျွန်တော်လည်းကြောင်းလေးပြန်မတက်ခင်တော့ရသလောက်မူလေးချပြပေးသွားမယ်နော်မှန်နော်ကျွန်တော် channel လေးတော့ထပ်ပြမူလေးတွေကျွန်တော်ဒီနားလေးမှာစုပေးတာမှာနော်ဒါကျွန်တော်ရဲ့ channel လေးကိုဝင်လိုက်ပြီဆိုရင်ဒီမှာ tab လေးရှိရနော် tab tab လေးရှိတယ်home tab ရှိတယ် video tab ရှိတယ် short tab ရှိတယ် live tab ရှိတယ်ဒီ playlist တွေကိုကျွန်တော်တို့ရောက်အောင်သွားမယ်နော်တော့ channel သွားပြီးဒီမှာအပိုင်မူများဆိုပြီးခေါင်းစဉ်လေးပေးတာနော်ဒီထဲမှာကျွန်တော်ပြောခဲ့သမျှformula နဲ့တက်ဆိုင်တဲ့အရာတွေပေါ့နော်formula လေးတွေ live မှတ်လို့ရမယ့်ဟာလေးတွေformula ပြောသွားတဲ့ဟာလေးပေါ့နော်ဟုတ်ကဲ့ပါဗျဦးကြီးနဲ့မတွေ့ရအောင်ကြားရနော်နေကောင်းရလားမသိဘူးဗျဆိုတော့ဒီထဲမှာကျွန်တော်မူလေးတွေစုပေးတာမယ်နော်နောက် channel တွေကိုဝင်ပြီးဒီ playlist တွေကိုသွားအပိုင်မူများဆိုတာတွေကိုသွားနော်ဒီထဲမှာကျွန်တော်တင်ပေးသမျှမူတွေမှန်တယ်ပြောင်းကျွန်တော်ဒီထဲမှာစုပေးတာမယ်နော်ဒါနည်းနည်းတော့ကြံသေးရနော်ဒါတင်ပြီးသား video တွေကျွန်တော်ဒီထဲကို collect လုပ်ပေးတာမယ်နော်အခုတော့တော့ကိုးဖို့လာမသိဘူးဒါပဲစုရသေးနော်ဒီထဲမှာမူနဲ့ပတ်သက်တဲ့ဟာလေးတွေတော့ထည့်ပေးတာမယ်မူနဲ့ပတ်သက်တာကျွန်တော်လေ့လာခြင်းနဲ့ဆိုလို့ချင်းဒီထဲမှာဝင်ပြီးလေ့လာပြီနော်တော့ဆက်သွားကြမယ်တို့6နှစ်ကနေတော့ကြည့်မယ်ဗျာ6နှစ်ကနေကြည့်ပြီဟုတ်ပြီ6နှစ်ဆိုရယ်ကဏ္ဍထွက်လာပြီဆိုရင်6နှစ်ဆိုရယ်ကဏ္ဍထွက်လာပြီဆိုတော့6နဲ့2နဲ့ကိုကျွန်တော်မြှောက်မယ်6နှစ်လီ18လေ6နှစ်လီ18ဟုတ်ပြီနော်နောက်တယ်နော်6နှစ်လီ18ငါလိုက်လွှင့်ပြီဆိုစာတွေကဝင်လာပြီဟုတ်ကဲ့ပါဗျအဲ့တော့6နှစ်လီ12ပေါ့နော်6နှစ်လီ12ဆိုတော့ကျွန်တော်က12ကကျွန်တော်ကဏ္ဍနှလုံးဖြစ်နေတယ်1 digit ဖြစ်အောင်1နဲ့2နဲ့ပြန်ပေါင်းမယ်3ရမယ်3ကဒါဆိုမူဒီကဏ္ဍဖြစ်မယ်3ရကျွန်တော်မြန်မာနဲ့စဉ်းစားမယ်နော်မြန်မာနဲ့စဉ်းစားမယ်3ကနေစခေါ်မယ်3ရ power 8 3ရနှက5ရ power 3ရဆိုရင်8 5 3ရကီးတစုံပြီးထိုင်းနဲ့စဉ်းစားမယ်ထိုင်း power ထိုင်းနဲ့ကတ်တွေနဲ့စဉ်းစားမယ်နော်ထိုင်းနဲ့စဉ်းစားမယ်ဆိုတာထိုင်းအောင်သွားပြီးတော့စဉ်းစားခိုင်းတာမဟုတ်နော်စဉ်းစားတော့ကိုယ့်အိမ်မှာကိုစဉ်းစားထိုင်းနဲ့စဉ်းစားမယ်ဆိုတော့ထိုင်း power ထိုင်းနဲ့ကတ်ကို3ပြပြီးစဉ်းစားမယ်နော်အဲ့ဒါဆိုလို့နေတာဆိုတော့3ရထိုင်း power 1 3ရထိုင်းနဲ့ကတ်က2နှစ်ကထိုင်း power 6ဒါဆိုရင်1 2 6ပေါ့နော်ဒါဆိုကီးနဲ့စုံရပြီ8 5 3ရကိုကျွန်တော်ဘာနဲ့ကတ်မှာလဲ2 6ကနောက်မှာ8 5 3ရကို1 2 6နဲ့ကတ်အဲ့တော့8 5 3ရကို1 2 6နဲ့ကတ်ဆိုတော့10မဟုတ်ဘူးလားနော်ကျွန်တော်တရက်မှာရင်ထွက်တယ်နော်ဆိုတော့မှန်ကန်မှုရှိတယ်နော်ဟုတ်ပြီကျွန်တော်10ကိုကြည့်ကြအောင်10ကိုကြည့်ကြမယ်ဆိုတော့ထွက်တဲ့ကဏ္ဍနှလုံးကပါလဲ1နဲ့3ညအဲ့တော့1နဲ့3ညနဲ့မြောက်တော့1 3ညလी3ညအဲ့တော့3ညကကျွန်တော်တို့1 digit လား2 digit လား1 digit ဖြစ်သွားပြီเนาะဒါဆိုရင်ကျွန်တော်ဘာမှဆက်လုပ်စရာမလိုဘူး1 digit ဖြစ်ရင်အဲ့ဖြစ်တဲ့1 digit ကိုပဲကျွန်တော်မူဒီကဏ္ဍယူလိုက်မယ်အဲ့တော့3ညကမူဒီကဏ္ဍဖြစ်တယ်3ညအနေမြန်မာနဲ့စစဉ်းစားမယ်3ညရဲ့မြန်မာ power 9 3ညရဲ့မြန်မာနဲ့ကတ်ခွန်ရဲ့ power 2ဒါဆိုရင်9ခွန်2ကတ်ကီး3ညရဲ့ထိုင်း power 9 3ညရဲ့ထိုင်းနဲ့ကတ်ကခွန်ရဲ့ထိုင်း power 4เนาะအဲ့ဒါလေးကကျွန်တော်တို့မိတ်ဆွေတို့သိမယ်เนาะအဲ့မြန်မာနဲ့ကတ်နဲ့ထိုင်းနဲ့ကတ်ကအတူပဲ3ညခွန်ကမြန်မာနဲ့ကတ်လည်းဟုတ်တယ်ထိုင်းနဲ့ကတ်လည်းဟုတ်တယ်เนาะအတူတူပဲเนาะအတူတူရေးတယ်ဖြစ်နေမှာဆိုလို့အဲ့တော့9ခွန်2ကိုကျွန်တော်6ခွန်လေးနဲ့ကတ်မယ်เนาะ1 3ညကနေကျွန်တော်တို့ဘာထွက်မှာလဲ share ပြင်း6က9ခွန်2ကို6ခွန်လေးနဲ့ကတ်9ခွန်2ကို6ခွန်လေးနဲ့ကတ်တော့ကျွန်တော်ခွန်9ခွန်9ဆိုပြီးတော့တရဲမြောက်မှရင်ကျွန်တော်ထွက်တယ်เนาะအန်ဒီအသားအကောင့်နဲ့ဝင်မှန်းနေတယ်အန်ဒီ3ည1နဲ့3အန်ဒီ3ည1နဲ့3မပြောတယ်လို့ကိုသဘောနဲ့ကိုလို့နော်ပြောပြီးသားနော်ကျွန်တော်မိသားစုဝင်တယ်မိသားစုဝင်တယ်ဆိုတော့ကျွန်တော်ဟိုလိုမျိုးတွေမျိုးပုံစံမျိုးမဟုတ်ဘူးနော်မိသားစုဝင်အရင်တွေကတော့တက်တော့ရှိတယ်ဒါမဲ့ကျွန်တော်အခချင်းငွေယူပြီးတော့အဲ့လိုငါမခေါ်တာလည်းမဟုတ်ဘူးနန်းနေရောင်းစားတာလည်းမဟုတ်ဘူးနော်ကျွန်တော်လည်းအဲ့လိုစိတ်သက်တူခံယူချက်ချင်းတူပြီးတော့တကယ်လောင်လာဆန်ဆန်နဲ့ထိုးချင်းများနဲ့တကယ်ဒီဟာကိုစီးပွားရေးသဘောမျိုးနေနဲ့လုပ်တဲ့လူတွေရှိတယ်နော်အဲ့လိုလူမျိုးတွေတော့ကျွန်တော်စေတနာနဲ့ထိန်းချောင်းပေးနေတဲ့ကူတော့ရှိတယ်နော်
တော့ဒါထားပါနော်ဒီမှာလဲကျွန်တော်မူလေးတွေပြပေးနေပါတော့နော်အားတဲ့ချိန်တော့ကျွန်တော်စုံမဲ့ချက်ချပြီးတော့နော်အခုကကျွန်တော်မအားနေတဲ့ကာလမလို့နော်ဒီဘက် YouTube မှာတော့ဘာထိုးရလို့တော့ကျွန်တော် target ချပြီးပေးတဲ့ပုံစံမျိုးတော့မရှိဘူးနော်ဘာဖြစ်လို့လဲဆိုတော့တော့က YouTube မှာပဲဖြစ်ဗမာဖြစ်နော်ဘယ်လိုပဲပေးကိုယ်စီကနေကဏ္ဍတစ်ခုပြောလိုက်ပြီဆိုတော့ထွက်မှကြိုက်တာနော်မထွက်လို့ရှိရင်ကျွန်တော် emotion နဲ့မရဘူးနော်ကဏ္ဍတစ်ခုကျွန်တော်ပေးလိုက်တဲ့ပြောလိုက်တဲ့ဟာမထွက်ဘူးဆိုလို့ရှိရင်တော့ထမင်း၄-၅ရက်လောက်မစားဘူးနော်emotion နဲ့အရင်များတယ်အဲ့တော့တက်လို့ဆိုပဲကျွန်တော်မပြောဘူးနော်ဆိုတော့ဒီဘက်ကျွန်တော် YouTube မှာတရားဝင်ကျွန်တော်ဘာမှမပေးဘူးနော်အားမပေးဘူးဒါပေမဲ့ဘာမှမပေးဘူးဆိုပေမဲ့ဟိုနေ့က live မှာကျွန်တော်ရဲ့ထားရထူးခွေလို့3456ခွန်ခွေလို့တော့ကျွန်တော်ပြောလိုက်သေးတယ်နော်3456ခွန်ခွေရှိရဲ့နောက်123ထိတ်တွေဟာလားပြောလိုက်သေးတယ်နော်123ထိတ်ရှိရလို့ပြောလိုက်တယ်မှာ3ထိတ်မနက်ကဝင်သွားတယ်နော်3456ခွန်ထားရထူးခွေလည်းထွက်သွားတယ်အဲ့ဒီထားရထူးခွေကကျွန်တော်တို့ထုတ်တဲ့နီးကသူကကြတော့မူသေးပေါ့နော်ထားရထူးခွေထုတ်တဲ့နီးကကျွန်တော်တို့မူသေးရှိတယ်အပတ်စဉ်အပတ်တိုင်းရှိတယ်သူကတစ်နှစ်မှာပေါ့နော်ကျွန်တော်တို့တစ်ကြိမ်ပြတ်ဖို့ဆိုတာရန်ခဲရင်မိတ်ဆွေစဉ်းစားရည်ဒီအခွေတစ်ခွေကတစ်နှစ်လုံးမှာတစ်ကြိမ်ပဲဖောက်ခဲ့တယ်ဆိုရင်တစ်နှစ်ဆိုတော့ဘယ်နှလရှိ12လရှိ12လမှာကျွန်တော်တို့တပတ်လောက်ပဲဖောက်တယ်ဆိုတော့ကျန်တဲ့အပတ်တွေကတော့အပတ်တိုင်းမြတ်နေမှာဒီခွေတာထိုင်ထိုးနေနော်အဲ့လိုတွေရှိတယ်ကြာပြီနော်အဲ့တော့ထားရထူးခွေကဒီလောကတွေကိုစရောက်တဲ့ကာလတွေကနှစ်လောက်ရှိပြီနော်အဲ့ခွေအဲ့ဒါလေးကတော့ကျွန်တော်ပြောပြလို့မရဘူးเนาะထာဝရထူးတွေထုတ်တဲ့နေရာတော့ပြောပြလို့မရဘူးဒါလေးတော့ဥထားပဲရမယ်ကွာဥထားရမယ်ထားပါနော်ဆက်စစ်ကြပါနော်အဲ့တော့ဒီတက်တုံညာကနေကြည့်မယ်ဆိုလဲကျွန်တော်တို့ခုန share ပြင်းကိုကွက်ပဲဖြစ်တဲ့9ခွန်နှစ်ကို9ခွန်လေးနဲ့ကတ်မယ်ဆိုတော့ဒီခွန်9ဆိုပြီးအောင်အဲ့တော့ဒီခွန်9လည်းခုနကျွန်တော်တို့တွက်ခဲ့တယ်နော်ခွန်9လည်းတွက်ခဲ့ပြန်တော့တွက်လိုက်အဲ့တော့ဒီခွန်9တက်ကို share ပြင်းကိုကွက်ပါဖြစ်မယ်ခွန်9လီ35ခဏငါလီ35ဆိုတော့2 digit ဖြစ်တယ်နော်3နဲ့5နဲ့ပေါင်းတော့8ရမယ်8ကမူသေးကနေ8ရဲ့ power ဟုတ်ပါ8ရဲ့ power 3 8ရဲ့ negative 1ရဲ့ power 6 8ရဲ့ time power 5 8ရဲ့ time negative က4ရဲ့ time power 9နော်316ကို5 4ခွန်နဲ့ကတ်နော်316ကို5 4ခွန်နဲ့ကတ်တော့56ဆိုပြီးတော့ဒီမှာလာထွက်တယ်နော်ဒါဆိုရင်ကျွန်တော်တို့မှန်ကန်မှုရှိတယ်နော်2ရမ်းမြောက်ညံ့နေမှာထွက်တယ်နော်တဲ့ဟုတ်ပြကျွန်တော်ထိတ်ကမရဘူးပြကိုပြောလိုက်တဲ့ရှားတစ်ခုနဲ့ကိုလက်စပယ်ပြောလိုက်တဲ့ရှားတစ်ခုပေါ့နော်တစ်ဖက်ကအဲ့လိုမျိုးထိုးနေပြီးတော့ရှုံးနေရတယ်သူတို့ရဲ့ပတ်စံလေးချွင်းနေစားလေးပါနေရအဲ့ဒါလေးတွေးပြီးတော့နော်မရဘူးစိတ်ကတော့ရှော့လို့မရဘူးစိတ်ကတော့ရှော့လို့မရဘူးအဲ့ကြောင့်ဒီလောကကနေတော့ထွက်ဖို့ကြိုးစားနေနော်အဲ့ကြောင့်မူလေးတွေပြနေတယ်ဆိုလားကျွန်တော်ကဒီဘက်ဘာထိုးကျွန်တော်တက်ပြောဖို့လွယ်တာဒီခွေထိုးမိတ်ဆွေတို့ထွက်နေမှာပဲနော်မိတ်ဆွေတို့ကလည်းအဲ့ဒါကောက်ထိုးပြီးတော့ရနေမှာဒါပေမဲ့ကျွန်တော်မရှိတော့တဲ့နောက်ပိုင်းမှာဒီလောကထဲမှာကျွန်တော်အမြဲတမ်းရှိနေနိုင်မှာမဟုတ်ဘူးနော်အချိန်ကြီးလည်းရှိနေနိုင်မှာမဟုတ်ဘူးဒါပေမဲ့လုံးပျောက်ကွယ်သွားမယ်အဲ့လိုပုံစံမျိုးတော့လည်းမဟုတ်ဘူးကျွန်တော်အားတဲ့ချိန်ကတော့ဒါတော့ဝါသနာပါတဲ့အလုပ်ဖြစ်သွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့တော့ကျွန်တော်တီးတလောက်တက်တလောက်တော့အချိန်ရသေးရတော့ကျွန်တော်တက်ပြောနေပါမယ်နော်ပြောနေပါပဲဒီလောကထဲမှာကျွန်တော်အမြဲတမ်းကြီးတော့ကျွန်တော်အလုပ်ကတန်းလေးပေးပြီးတော့ဒီထဲမှာနှိမ့်မြုပ်ပြီးတော့ကျွန်တော်မနေနိုင်ဘူးเนาะကျွန်တော်ရဲ့live ဆိုင်ကျွန်တော်ရဲ့လက်တွေ့ဘောကလည်းရှိသေးတယ်เนาะအကြောင်းတွေလည်းတက်အောင်ပဲအများကြီးဖြတ်တန်းအောင်ပဲเนาะဆိုတော့ကျွန်တော်မူလေးတွေပဲကျွန်တော်ထားခဲ့ပါเนาะအဲကြောင့်မူလေးတွေကျွန်တော်ပြနေเนาะကျွန်တော်မရှိလဲကျွန်တော်မူတွေသုံးပြီးတော့လုပ်လို့ရတယ်နောက်ပြီးတော့ကျွန်တော်ရဲ့အပတ်စဉ်အပတ်တိုင်းထွက်တယ်ဆိုတဲ့အပတ်စဉ်ထွက်ကတ်တွေလည်းရှိတယ်အပတ်စဉ်ထွက်ကတ်တွေကကျွန်တော်တို့နေ့စဉ်၄တိုက်ကြီးတွေနဲ့ကိုက်ပြီးတော့ထိုးမယ်ဆိုလို့ရှိရင်လည်းအဲ့ဒါကကျွန်တော်ရွှေတွင်းကြီးပဲเนาะသုံးချတတ်ရင်တော့ရွှေတွင်းပေါ့เนาะသုံးမချတတ်ပဲနဲ့ပတ်စဉ်ထွက်ကတ်ထဲမှာရှိတဲ့ခဏန်းတွေအကုန်လုံးကိုကျွန်တော်တို့အများကြီးထိုင်ထိုးနေမယ်ဆိုလို့ကျရင်တော့ကျွန်တော်တို့တစ်ရက်နှစ်ရက်ထက်ပိုပြီးတော့မထိုးနိုင်ဘူးเนาะနှစ်ရက်ဆိုတာငွေအားတော်တော်ရှိမှာเนาะအဲ့တော့ကီးနဲ့ကိုက်ထိုးမယ်ဆိုလို့ရှိရင်တော့ဒီကောင်ကရွှေဖြစ်တယ်ကီးနဲ့ကိုက်မထိုးနိုင်ဘူးကီးတွေပါကျွန်တော်မထုတ်တတ်ဘူးမလုပ်တတ်ဘူးဆိုလို့ရှိရင်တော့ပတ်စဉ်ထွက်ကတ်ကတော့ကျွန်တော်တို့ဘာမှအသုံးကြမှာမဟုတ်เนาะပတ်စဉ်ထွက်ကတ်ကြောင်းလေးတွေလည်းကျွန်တော် channel မှာတော့တင်ထားပြီးတယ်ဗျာဒါပေမဲ့လူဆိုတဲ့သဘောကတော့เนาะအဲ့တော့တေချာထုတ်ပြရှင်းပြမဟုတ်လို့ရှိရင်နားမလဲဖြစ်မှာဆိုလို့ဗီဒီယိုတစ်ပုဒ်နဲ့တော့ကျွန်တော်ပတ်စဉ်ထွက်ကတ်အကြောင်းလေးကျွန်တော်ရှင်းပြအောင်ပါเนาะဟို channel မှာ community post မှာကျွန်တော်တင်ပေးထားတယ်เนาะဟိုchannel စထောင်စဉ်ကာလလောက်ကပါเนาะဟိုအောက်ကိုဆွဲကြည့်လိုက်လို့ရှိရင်
ပတ်စင်ထွက်ကတ်12ကတ်လာမသိเนาะကျွန်တော် free ချပေးတာတယ်အခုတော့ကျွန်တော်ကတ်တွေထပ်တိုးပြီးတော့ချပြဖို့လို့ရှိတယ်15ကတ်လောက်တော့ကျွန်တော် free ချပြပေးမယ်เนาะအခုလောဆယ်တော့ကျွန်တော်12ကတ်တင်ပေးတာရှိတယ်เนาะဟုတ်ပြီเนาะခါလေးတော့ပြလိုက်เนาะဒီမှာကျွန်တော် channel တွေကိုဝင်လိုက်ပြီဆိုရင်ဟိုးအောက်ကိုဆွဲလိုက်เนาะဒီ tab ကကျွန်တော်တို့ post tab ကိုသွားเนาะ post ဆိုတဲ့နေရာကိုသွားpost ဆိုတဲ့နေရာကျွန်တော် community post လို့ဆိုလိုတာเนาะနားလေးမှာလဲဆိုဒီမှာတော့နှစ်ပိုင်းခွဲပြီးတော့ချပြတာเนาะဒီမှာဒါ channel TV ကတ်လေးနဲ့တော့စတင်နေတာဒီမှာဆိုအပတ်စဉ်ထွက်ကနဲ့ကတ်တဲ့6ကတ်တဲ့လွန်ခဲ့တဲ့3လရေတော့တင်ပေးတာเนาะဥတွေထွက်နေများကာလာရှောင်းလုံးတစ်ပတ်ကိုတစ်ကတ်ဒီတစ်ချိန်အနည်းဆုံးထွက်အဲ့တော့ဒီမှာ6ကတ်ရှိတယ်เนาะဒီ section မှာကျွန်တော်6ကတ်ရှိတယ်ဒီဘက်လေးကိုဆွဲကြည့်လိုက်เนาะနှိပ်ကြည့်လိုက်ကျွန်တော်တို့ဒါအပြည့်မြင်သွားပါမယ်เนาะကတ်လေးတွေမှာလည်းကျွန်တော်ရာပိုင်းလုံးလေးရေးပေးတာเนาะမိတ်ဆွေတို့ကလည်းကျွန်တော်တို့2014ရန်စပြီး2015ကြီးကိုကြိုက်တဲ့ကလင်နာလဲစစ်ကြည့်လို့ရတယ်เนาะဘယ်လိုတွေမှန်ပြီးတော့ဘယ်လိုတွေပြတ်တတ်တာလဲနော်ဆိုတော့ဒီအောက်မှာကျွန်တော်တို့6ကတ်เนาะဒီအပေါ်မှာလည်း6ကတ်အပတ်စဉ်ထွက်ကဏ္ဍကတ်6ကတ်ဆိုပြီးတော့ဒီမှာပုံလေး6ပုံတင်ပေးတာเนาะဒါတကတ်ကိုတစ်ပတ်ကိုအနည်းဆုံးတစ်ချိန်ထွက်တယ်เนาะဒါတွေကကျွန်တော်အကြိုက်ဆုံးတဲ့အပိုင်းဆုံးကတ်တယ်เนาะဒီကတ်3ကတ်ဒါလေးကိုကျွန်တော်စင်လေးတွေပါစင်ကတ်လို့ခေါ်တယ်အောင်လေးကိုကြာတော့ baby bot ကောင်းကြရဂျူသားပုံလေးเนาะဒါဂျူသားကတ်ဒီကောင်လေးရလုံးဝအပိုင်เนาะဒီ3ကတ်ကလုံးဝအပိုင်ဒီ3ကတ်တာထွက်မလာရင်တော့တူးရီမထိုးနဲ့တော့เนาะအဲ့လိုထိရှိเนาะဆိုအဲ့ဒါလေးပါဒါလမ်းကြုံလို့ပြောတာเนาะနောက်တော့ကျွန်တော်သေးသေးရှင်းပြမယ်အဲ့ကတ်ကလေးကြောင်းနောက်တော့မူလေးပဲဆက်စစ်ကြအောင်99ကနေတော့ကြည့်ကြနော်99ဆို9နဲ့9နဲ့မြောက်မှာ9လေး81 9လေး81 8နဲ့တင်းတွေကိုပြန်ပေါင်းတော့ကျွန်တော်9ရဒါဆို9ကမူသေးကနေ9ရဲ့ပါဝါလေး9ရဲ့နှက်က6 6ရဲ့ပါဝါ1 9ရဲ့ထိုင်းပါဝါ3 9ရဲ့ထိုင်းနှက်က1 1ရဲ့ထိုင်းပါဝါ3 4 6 1ကို3 3 1နဲ့ကတ်ဆိုတော့461ကိုကျွန်တော်461ကို331နဲ့ကတ်ဆိုတော့ဒီကောင်က112ရဲ့အကြောင်းမို့1နဲ့1နဲ့ကတ်လိုက်ရင်တော့အပူတစ်ခွက်ပါမှာကိုဆိုတော့ဒီကောင်ကကျွန်တော်6ခွက်ဆိုမှR18ခွက်เนาะအဲ့တစ်ခွက်တည်းဖြစ်တဲ့တစ်ပူးကကျွန်တော်ဒီမှာလာထွက်တာเนาะ461ကို313နဲ့ကတ်တာတစ်ပူးဆိုပြီးလာထွက်တာဟုတ်ပြီကျွန်တော်20ကနေကြည့်ရအောင်20အဲ့တော့2နဲ့3နဲ့ကိုမြောက်အရင်တော့နော်အဲ့ဒါကြီးထိုးခဲ့တာကြာဦးကြီးအကွက်များတာမများတာကြတော့ဒီလိုရှိတယ်ကြာအကွက်နဲအောင်လုပ်လို့ရတယ်သိလားအကွက်နဲအောင်လုပ်လို့ရတယ်အပတ်စဉ်ထွက်ကတ်ကိုလည်းအကွက်နဲအကွက်နဲအောင်လုပ်လို့ရတယ်ဒါပေမဲ့အကွက်နဲတဲ့နောက်မှာမှန်ကန်မှုရာခိုင်နှုန်းကိုကျွန်တော်တို့ကစွန့်လွတ်ကြလိမ့်နော်အပတ်စဉ်အပတ်တိုင်းဗျာ2Dဆိုတာကျွန်တော်တို့ထွက်နေတာကြီးကကျွန်တော်တို့တစ်ပတ်နှစ်ပတ်မှမဟုတ်တာ2014ကနေစပြီးတော့အပတ်အပေါင်းများစွာရှိတယ်နော်တစ်နှစ်ကိုပဲကျွန်တော်တို့12လဟုတ်လားတစ်လမှာ4ပတ်12လေး48ပတ်တစ်နှစ်မှာကျွန်တော်တို့48ပတ်လောက်ရှိတယ်နှစ်ပေါင်းကကျွန်တော်တို့ 2D ထွက်စဉ်ကလင်ဒါကြည့်မယ်ဆို17နှစ်ခွဲတာဒီနေ့ချိန်ကြီးရှိတယ်အဲ့တော့အဲ့လိုကလင်ဒါစီကျော်အပြင်ကြီးမှာကျွန်တော်တို့အပတ်တိုင်းဒီကနန်းအုပ်စုလေးတွေကပဲဥပမာကျွန်တော်ပြောမှာဗျာအကွက်40ကိုများတယ်လို့ပြောမှာမလားဟုတ်တယ်အကွက်40ရတော့ကျွန်တော်တို့များတယ်ထိုးရင်လည်းကျွန်တော်တို့မထိုးတိုင်ရှုံးမှာကျင်းပြီဒါပေမဲ့အဲ့အကွက်40ကိုကျွန်တော်တို့ပြန်စဉ်းစားကြည့်ကြအောင်ကနန်းအားလုံးပေါင်းကွက်တွေကရှိတယ်နော်ကျွန်တော်တို့အပတ်စဉ်ထွက်ကတ်ကကျွန်တော်တို့အကွက်40လုံးဝအပိုင်ပါလို့ထုတ်လိုက်ပါပြီဆိုပါစို့ဒီအကွက်40ရာကျွန်တော်တို့ 2D ထွက်နေမှာကာလာပတ်လုံးဒီအပတ်တိုင်းမှာအကွက်40တွေကတကွက်ထပ်နေပေးရမယ်ဆိုတာကြီးကဟိုလိုပြောရမလဲစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်အရင်မကောင်းလားနော်ကြံတဲ့အကွက်60ရှိရလေဟုတ်တယ်မဒီအကွက်60တွေကကနန်းတွေပဲတစ်ပတ်လုံးလှည့်ပတ်ထွက်ပြီးတော့ဒီကျွန်တော်ထုတ်ထားတဲ့အပတ်စဉ်ထွက်အကွက်40တွေကဒီအပတ်မှာမချသွားဘူးဆိုတဲ့အပတ်မျိုးလုံးလို့မရဘူးလားလုံးပိုင်ဝင်ရှိရပဲလေဟုတ်တယ်မဒါပေမဲ့ဒီအကွက်40တွေကပဲကျင်းတွေတစ်ကွက်ထွက်နေဆိုတာကသူ့ရဲ့တန်ဖို့ဒီလိုရှိရဆိုတော့ကျွန်တော်တို့ကမြင်နေရနော်အကွက်များတာမများတာခဏအသာထားနော်အကွက်များတာကျွန်တော်တို့နေလိုက်ကြီးတွေကိုလာကျွမ်းကျင်ပိုင်းနေတာလုံနိုင်ကွက်ကရှင်းလေးနော်
အရင်တော့ကျွန်တော်ထိုးဘူးတယ်အဲ့ကတ်တွေပဲထိုးတာနော်တပတ်ကိုပဲအချို့ဘက်တွေဆိုတော့10ချိန်လုံးပေါက်တဲ့ဘက်တွေတောင်ရှိရနော်အဲ့ကတ်တွေတော့ live ဘတ်ထိုးတာကီးတွေနဲ့ကြိုက်ပြီးတင်ထိုးကြံတဲ့ဟာတွေထိုးကြီးကထက်အဲ့လိုမျိုးလုပ်အဲ့ပဲအခုနောက်ပိုင်းကျတော့အဲ့လို pressure တွေနဲ့ကျွန်တော်မလုပ်ချင်တော့လို့ပေါ့နော်ဟိုကိုပေးလိုက်တဲ့ခဏန်းတော်ကဟိုအလကားပဲပေးဘလို့ပဲပေးလမ်းကြုံလို့ပဲပေးလိုက်သူများကိုပေးလိုက်ပြီဆိုတော့အဲ့ကဏန်းမထွက်မချင်းရတော့မတေးကြနေရမရှိဘူးစိတ်ကအဲ့လိုဖြစ်ကိုတိုင်ထိုးတယ်ဆိုတော့ပိုပြီး pressure များတော့အဲ့ကြောင့်အခုတော့နည်းနည်းတော့နားလိုက်တော့နော်တိတ်ပြီးတော့တဲတိုင်ကြီးတော့ထိုးတော့ပြစိတ်ပါတဲ့ခါတော့ထိုးလိုက်စိတ်မပါရင်တော့မထိုးတော့ပတ်စံလည်းဒီလောက်ရေးမကြီးဆိုတော့လေအဲ့လာကြီးနဲ့ကျွန်တော်စိတ် pressure ဖြစ်မခံတော့ခုနောက်ပဲတော့အဲ့လိုရှိရဲ့ဗျကွက်40ရာခဏန်းအနေနဲ့ကြည့်တော့များတယ်ဒါပေမဲ့အပတ်စဉ်ပတ်တိုင်းကိုလုံးဝအပိုင်နီးပါးထွက်နေရမယ်ဆိုတဲ့အရာနဲ့ပြန်ကြည့်ရင် तू ကတန်မိုးရှိသွားပြန်အဲ့လိုမျိုးတော့မြင်တက်ကအဲ့ဒါကိုတော့နားမလည်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်ခုနပြောသလိုပေါ့နော်ခုနမဟုတ်ပါဘူးအရင်တော့ပြောခဲ့တဲ့ဗီဒီယိုတွေတည်းကတော့အဲ့ဒီကအကြောင်းကျိုးအကောင်းဆုံးကိုကျွန်တော်တို့ဝေဖန်ပိုင်းရနိုင်တဲ့အတိတရားနည်းနေသေးတယ်လို့ပဲကျွန်တော်ကအဲ့လိုပဲပြောပြရမှာပေါ့နော်ပြောတဲ့ကအဲ့ဒါပဲရှိတယ်နော်ဆိုတော့ခွန်လေးကနေကျွန်တော်ကြည့်ကြအောင်ခွန်နဲ့4နဲ့မြောက်ပဲခွန်နဲ့4လီ28နော်28ဆိုတာတော့2 digit မလားခွန်နဲ့4နဲ့ကိုကျွန်တော်ပြန်ပေါင်းမယ်ဟုတ်ပါဘူးခွန်4နဲ့4ခွန်နဲ့4 28 2နဲ့8နဲ့ပြန်ပေါင်းမယ်2နဲ့8နဲ့ပြန်ပေါင်းတော့3ညရ3ညကနေမြန်မာနဲ့စဉ်းစားမယ်3ညပါဝါ9 3ညနဲ့ကခွန်ပါဝါ2 3ညရဲ့ထိုင်းပါဝါ9 3ညရဲ့ထိုင်းနဲ့ကခွန်ရဲ့ထိုင်းပါဝါ4 5ခွန်2ကို9ခွန်4နဲ့ကပ်5ခွန်2ကို5ခွန်2ကို9ခွန်4နဲ့ကတ်တာကကျွန်တော်ဒီရောက်မှထွက်တာလားဗနေရရှိရေးကြည့်ကြနော်ဒီမှာ5ခွန်2ကို9ခွန်4နဲ့ကတ်တာ2 9ထွက်တယ်နော်6ရက်9ရက်10ရက်မြောက်မှထွက်တယ်နော်ဒါဆိုရင်တော့10ရက်အတွင်းထွက်တယ်ဆိုတာဒါမှန်တယ်နော်ဟုတ်ပြီတော့9 6ကြောင်းရင်ကြည့်အောင်ဗျာ9 6ဆိုတော့9နဲ့6နဲ့မြောက်တော့9 6လီ30ဆိုတာ2 digit ဖြစ်သေးတယ်နော်1 digit ဖြစ်အောင်3နဲ့3ညနေပြန်ပေါင်းတော့3ညဒါဆိုရင်3အောင်မူတွေကလည်း3ကိုမြန်မာနဲ့စဉ်းစားမယ်3ရက်ပါဝါရှိ3ရက်နှစ်ခတ်9ရက်ပါဝါ3ည3 8 5 3ညဆို5 3ည8ကကီးပေါ့နော်8 5 3ညကီးဆိုရင်3ရက်ထိုင်းနဲ့စဉ်းစားမယ်3ရက်ထိုင်းပါဝါ1 3ရက်ထိုင်းနဲ့က2 2ရက်ထိုင်းပါဝါ6ဆိုတော့8 5 3ညကို1 2 6နဲ့ကတ်8 5 3ညကိုကျွန်တော်1 2 6နဲ့ကတ်မယ်ဆိုတော့8 5 3ည8နဲ့1 2 6က2နဲ့ကတ်ပြီးတော့2 8ဆိုပြီးလာထွက်တယ်နော်ဒါဆိုရင်2ရက်မြောက်ညနေမှာထွက်တဲ့ကြောင်လို့မှန်ကန်မှုရှိတယ်နော်တော့ဒီနားလေးကျွန်တော်စိတ်အောင်နဲ့ချဲတဲ့ဟာလေးဒါအကုန်မှန်နေပါပြီနော်ပြီးခဲ့တဲ့ဘက်ကဟာလေးစစ်ကြည့်လိုက်အောင်ဗျာဒီတောက်ချောက်ကြီးတော်တော်မောသွားမယ်နော်နားလောက်ဖြတ်ဆက်အောင်9 3လီ21နော်ဒီ3ခွန်ကနေကြည့်မယ်နော်3ခွန်လီ21ကိုပြန်ပေါင်းတော့2နဲ့1နဲ့ပြန်ပေါင်းတော့3ရက်3ရက်မူတည်ကနေ3ရက်ပါဝါ8 3ရက်နက်က9 9ရက်ပါဝါ3ရက်3ရက်ထိုင်းပါဝါ1 3ရက်ထိုင်းနက်က2ရက်ထိုင်းပါဝါ6 8 5 3ရက်ကို1 2 6နဲ့ကတ်8 5 3ရက်ကို1 2 6နဲ့ကတ်တော့8 6ဆိုပြီးဘိန်းကနေကတ်ထွက်တယ်နော်ဟုတ်ပြီ6 8ကနေကြည့်မယ်ဆိုရင်6 8ကနေကြည့်ကြမယ်6 8လီ48နော်6 8 48ဆိုတော့4နဲ့8နဲ့ပြန်ပေါင်းမယ်6 8 48ဆိုတော့4နဲ့8နဲ့ပြန်ပေါင်းမယ်200 4နဲ့8နဲ့ပြန်ပေါင်းတော့2မရအောင်နော်အဲ့ဒီမှာကျွန်တော်ဆက်ပြောစရာရှိရနော်ဒီမှာကျွန်တော်ရေးထားခဲ့တဲ့စာရှင်းမယ်နော်ပုံတင်ပြထားတဲ့အတိုင်းထွက်ကနန်းနှလုံးဒီထွက်တဲ့ကနန်းနှလုံးကမြောက်ပြီးတော့တင်ချပေါင်းခြင်းနီးဖြင့်1 digit ရအောင်လို့လုပ်ခိုင်းတာအဲ့တော့မိတ်ဆွေတို့ကဒီနေရာမှာအဲ့ဒီတင်ချပေါင်းခြင်းဆိုတဲ့ကိစ္စကိုနားလည်ရမှာနော်ဒီလိုနေရာမျိုးမှာစဉ်းစားကြရရှိ4နဲ့8နဲ့ပေါင်းလာကျွန်တော်2လို့တွားရေးလို့မရအောင်တင်ချနဲ့ပဲစဉ်းစားမှာနော်2 break တွက်နေနဲ့တွက်တော့ဒါ2 break ဟုတ်တယ်2လို့ချရေးလိုက်အဲ့လိုမရဘူးနော်ဒါဆိုရင်ကျွန်တော်တို့မူသေးကနန်းကြီးက2ဖြစ်သွားမှာ4နဲ့8နဲ့ပေါင်းတာတကယ်တမ်းတင်ချနီးရဆို12ရအဲ့12ကလည်းကျွန်တော်တို့ဘာဖြစ်နေသေးတာလဲ2 digit ဖြစ်နေသေးတာ1 digit မဖြစ်သေးဘူး1နဲ့2နဲ့ပြန်ပေါင်းတော့3ပြန်ရဒါဆိုရင်ဒါခုနကတော့ဒါဒီ3နဲ့တူတူပဲနော်ဒါဆိုရင်ဘာဖြစ်မှာလဲ8 5 3ညကို1 2 6နဲ့ပဲသူလည်းကတ်ကမှာနော်8 5 3ညကို1 2 6နဲ့ကတ်8 5 3ညကို1 2 6နဲ့ကတ်ဆို
ဆိုတော့ဒီမှာ1-8ဆိုပြီးထွက်တယ်နော်8-5-3ကြောင့်1-6နဲ့က1-8ဆိုပြီးတော့2ရက်ညနေမှာထွက်ပြီးတော့မှန်တယ်နော်ဟုတ်ပြီစက်ကြည့်ပဲအဲ့တော့ဒီ8-5ကနေကြည့်နော်8-5ကနေကြည့်မယ်8-5လီက40နော်အဲ့4နဲ့3နဲ့ပြန်ပေါင်းတော့400မူဒီကနန်း4ရက်မြန်မာပါဝါ9 4ရက်မြန်မာနက်က2ကမြန်မာပါဝါ9 4ရက်ထိုင်းပါဝါ9 4ရက်ထိုင်းနက်က8 8ရက်ထိုင်းပါဝါ9ဒါဆိုရင်9နှစ်ခွန်ကိုခွန်8-5နဲ့က9နှစ်ခွန်ကို9နှစ်ခွန်8-5အဲဒီမှာ9နှစ်ခွန်ကိုခွန်8-5နဲ့ကတ်တာ9ခွန်ဆိုပြီးထွက်တာเนาะကျွန်တော်တို့ဒီဘက်တနေ့နေ့ညနေကထွက်သွားတယ်9ခွန်ကဒီ8-5မူကနေလာတာเนาะဆိုတော့1ရက်2ရက်3ရက်4ရက်ညနေမှာထွက်သွားပြီเนาะမိတ်ဆွေတို့ကကျွန်တော်မူကတော့ဒါပဲเนาะမူလေးကကလင်နာမှာဘယ်လိုမှန်ကန်မှုရှိရဆိုတာကျွန်တော်ရှင်းပြနေเนาะချိန်မပေးနိုင်တဲ့လူတွေကကျွန်တော်ဆင်းလို့ရပြီเนาะနားလည်သွားပြီဆိုဆင်းလို့ရပြီเนาะဒါကိုဝက်ဆက်ပြီးတော့စစ်ပြနေပါเนาะချာပြောစရာတော့မရှိတော့ပါဘူးဒီမူလေးပဲကျွန်တော်ပြချင်တာเนาะဒီမူရောတော့ဆိုတော့ဒီခွန်တုံညနေကြည့်ရအောင်ဗျာခွန်တုံညနေကြည့်မယ်ဆိုတော့ခွန်တုံညနေကြည့်ရမယ်ခွန်နဲ့တုံညနဲ့ညောက်တော့တုံညအဲ့တုံညကမူဒီကနန်းဖြစ်သွားပြီတုံညရဲ့ပါဝါ9တုံညရဲ့နက်ကခွန်ပါဝါ2တုံညရဲ့ထိုင်းပါဝါ9တုံညရဲ့ထိုင်းနက်ကခွန်ရဲ့ထိုင်းပါဝါ4ဒါဆိုရင်9ခွန်2ကို9ခွန်4က9ခွန်2ကို9ခွန်2ကို9ခွန်4ကဆိုတော့ခွန်2ပေါ့ဟုတ်လားဒီမှာရှိရ2နဲ့ဒီမှာရှိရခွန်နဲ့လမ်းကတ်တာလေ9ခွန်2ကို9ခွန်4ကဆိုတော့ခွန်2ဆိုပြီးတော့ထွက်တယ်ဒါဆိုရင်ခွန်3ညကနေကျွန်တော်တို့ထွက်เสียခဏတာဝန်ကျေသွားပြီဟုတ်ပြီဒီ6 9ကနေကြည့်ရအောင်เนาะ6 9ကနေကြည့်ကြမယ်ဆိုရင်6နဲ့9နဲ့ပြောတော့မြောက်ကြပါဦး6 6လီ54အဲ့တော့6 6လီ54 54ဆိုတာ2 digit ဖြစ်သေးတယ်1 digit ဖြစ်အောင်လို့ခဏတစ်လုံးနဲ့ဖြစ်အောင်လို့9နဲ့4နဲ့ထပ်ပေါင်းမယ်9ရမယ်9ကနေဆိုရင်9ရဲ့ power 4 9ရဲ့နက်က6 6ရဲ့ power 1ထိုင်းနဲ့စဉ်းစားမယ်ဆိုရင်9ရဲ့ power 3 9ရဲ့ထိုင်းနက်က1 1ရဲ့ထိုင်း power 3 3 1 1 3 461ကို3 1 1 3နဲ့ကတ်မယ်နော်အဲ့တော့461ကို3 1 1 3 461ကို3 1 1 3နဲ့ကတ်တယ်ဆိုတော့6 1ပေါ့ဟိုမှာဒီ6နဲ့ဒီ1နဲ့ကတ်တာလေအဲ့တော့6 1ဆိုပြီးတော့ကျွန်တော်တို့မှန်သွားပြီเนาะ2ရက်မြောက်ညနေမှာအရင်ဘက်ကထွက်တဲ့ကဏ္ဍเนาะ9ကွက်ရှိပြီเนาะထွက်เสียအကျွေးကြံအောင်မရှိတော့ဒီ8တက်ကနေကြည့်မယ်ဆိုရင်1 8ကနေကြည့်မယ်ဆို1နဲ့8နဲ့မြောက်တော့1 8လီ8ပေါ့ဒါဆိုရင်8ကမူဒီကဏ္ဍဖြစ်မယ်8ရဲ့ power 3 8ရဲ့နက်က1 1ရဲ့ power 6 8ရဲ့ time power 5 8ရဲ့ time နက်က4 4ရဲ့ time power 9ဒါဆိုရင်ဗာလဲ3 1 6ကို9ခွန်4နဲ့ကတ်3 1 6ကို3 1 6ကို9ခွန်4နဲ့ကတ်တော့5တက်ပေါ့ဟုတ်လား3 1 6တည်းက1နဲ့9ခွန်4တည်းက9နဲ့ကတ်သွားဒါဆိုရင်1 8ကနေလဲကျွန်တော်တို့ထွက်ကြခဏကုံသွားပြီเนาะကုံသွားပြီအဲ့တော့9တက်ကနေကျွန်တော်ထုတ်ကြည့်အောင်9တက်ကနေ share ပြင်း6ကွက်ထုတ်မှဆိုရင်9တက်လီက9 1 digit ဖြစ်သွားပြီဆိုတော့ဘာမှဆက်လုပ်စရာမလိုဘူးမူဒီကဏ္ဍဖြစ်သွားပြီ9ရဲ့ power 3ည9ရဲ့နက်က3 3ရဲ့ power 8 9ရဲ့ time power 8 9ရဲ့ time နက်က6 6ရဲ့ time power 2เนาะ6ရဲ့ time power 2ဆိုရင်3ည38ကို86နဲ့ကတ်3ည38ကို86နဲ့ကတ်3ည38ထဲက3ညနဲ့86နဲ့ထဲက8နဲ့ကတ်သွားပြီ80ဆိုပြီးတော့ဒီကလာတာเนาะ3ည32ကို86နဲ့ကတ်ဆိုတော့မှ2ကြိမ်တောင်ထွက်သွားတာเนาะကျွန်တော်တို့9တက်ကနေလဲထွက်เสียကုန်ပြီเนาะကိုထွေးခင်မဟုတ်ကိုထွေးကုန်ပြည့်အဲ့တော့ဒါမူလေးပဲကြည့်တော့အဓိကမူပြချင်တာเนาะဒီဗီဒီယိုကကဏ္ဍပေးချင်တာမဟုတ်ဘူး9 4လီကျွန်တော်တို့28ခွန်4ရနေကြည့်မယ်ဆိုရင်9 4လီ28 2နဲ့8နဲ့ပေါင်းတော့ကျွန်တော်3ရရတယ်အဲ့တော့3ရဲ့ power 5 3ရဲ့နက်ကခွန် power 2 3ရဲ့ time power 9 3ရဲ့ time နက်ကခွန်ရဲ့ time power က4ဒါဆိုရင်9ခွန်2ကို9ခွန်4ကတ်တော့9ခွန်2ကို9ခွန်4ကတ်တော့9ခွန်ဆိုပြီးတော့2ရက်မြောက်ညနေမှာထွက်သွားပြီဒါဆိုဒီခွန်2ကကြည့်ကြအောင်ခွန်2နဲ့လီ14เนาะခွန်2နဲ့လီ14ဆိုတော့1နဲ့4နဲ့ပြန်ပေါင်းလိုက်တော့9ရတယ်ဟုတ်လား
900ရင်ကျွန်တော်တို့ဒီမှာကီးရထုတ်ပြီးသားရှိရနော်900ရင်338ကို862နဲ့ကတ်332ကို862နဲ့ကတ်တော့308ဆိုပြီးတော့ဒီမှာတာဝန်ကျေသွားပြီတရက်မြောက်ညနေမှာထွက်သွားတယ်မှန်သွားပြီနော်ဒါဆိုရင်6နဲ့1နဲ့ကျွန်တော်တို့မြောက်ကြည့်ကြအောင်နော်6တက်ကနေကြည့်မယ်6တလီ6နဲ့1နဲ့ပေါင်းတော့ခွန်ရတယ်ဟုတ်ပြီခွန်ရတယ်ခွန်ရပါဝါ2ခွန်ရနှစ်ခတ်300ပါဝါ5ခွန်ရထိုင်းပါဝါ4ခွန်ရထိုင်းနှစ်ခတ်300ထိုင်းပါဝါ9အဲဆိုရင်235ကို439နဲ့ကတ်ဆိုတော့235ကို439နဲ့ကတ်ဆိုမထွက်သေးဘူးเนาะဒါလေးတော့မထွက်သေးဘူးဒီ6တက်ကနေတော့ကြံမယ်เนาะဘာကြံပါလဲ235ကို439နဲ့ကတ်เนาะဒါလေးထွက်ဖို့ကြံမယ်ဒီဘက်လည်းထွက်သွားနိုင်တယ်เนาะဒီဘက်တော့အားကောင်းနေတယ်တကယ်လို့ဒီဘက်မထွက်ခဲ့ဘူးဆိုရင်မိတ်ဆွေတို့နောက်ဘက်မှာဒီ3ကွက်ကိုဒီကောင်ပါရှိမှာဒီကောင်ကတို့အာ18ကွက်အမျိုးအစားဖြစ်တယ်เนาะ3ညာဘူးတစ်ကွက်ပါမှာဆိုတော့အာ18ကွက်ပဲထွက်မှာเนาะအဲ့ဒါကိုနောက်ဘက်ကြလို့ရှိရင်ဒါကိုပိုင်ပြင်းလို့ရเนาะဒီဘက်မထွက်ပါစေနဲ့တော့ဆူတောင်းပေါ့ဗျာဒါပေမဲ့ဒီဘက်ထွက်ဖို့ကတော့90ရာခိုင်နှုန်းလောက်ရှိတယ်เนาะ6တက်ကနေရှိတယ်เนาะ6တက်ကနေဒီမှာကျွေးကြံရှိတယ်ဆိုတော့ဒီ38ကနေကြည့်ရ38ကနေတော့ကျွန်တော်ထွက်သွားပြီလား38ကနေကြည့်တော့38လီ3ပဲအဲ့တော့ကျွန်တော်ရဲ့မူဒီကနန်း3ဖြစ်သွားပါ3ဆိုရင်ဘာဖြစ်မှာလဲ3ဆိုရင်9ခွန်2ကို9ခွန်4နဲ့ကတ်ဆိုတော့9ခွန်ဆိုပြီးတော့ဒူဝေးနိုင်ကတ်ပြီးတော့တောင်းဝင်ချေသွားပြီဒါဆိုရင်38ကလည်းထွက်ဖို့မရှိတော့ခွန်9ကနေရောခွန်9ကနေရောဒီ36ပါရလားကြည့်ရအောင်အဲ့တော့ကျွန်တော်9 9လီ63เนาะ9 9လီ63ဆိုတော့6နဲ့3နဲ့ပြန်ပေါင်းမယ်9ရမယ်เนาะ9ရမယ်ဆိုတော့9ကနေကျွန်တော်မြန်မာနဲ့စစဉ်းစားမယ်9ရဲ့မြန်မာပါဝါလေး9ရဲ့မြန်မာနဲ့က6ရဲ့ပါဝါ1 9ရဲ့ထိုင်းပါဝါ3 9ရဲ့ထိုင်းနဲ့က1ရဲ့ထိုင်းပါဝါ3 461ကို313နဲ့ကတ်မယ်အမလေးဟဲ့461ကို313နဲ့ကတ်တာကျွန်တော်63ပါတယ်เนาะအဲ့တော့ဒီ9ခွန်ရမူကကျွန်တော်63ဆိုပြီးတော့ထွက်သွားပြီမရှိတော့ဘူးမရတော့ဘူးเนาะအဲ့တော့ကျွန်တော်လက်တလုံးဝင်းကျင်ကိုစစ်လိုက်မယ်ဆိုရင်အဲ့လိုမျိုးတွေเนาะဒါဆိုရင်မိတ်ဆွေတွေသဘောပေါက်မယ်သူရဲ့ထွက်ပုံထွက်နေရစောကြီးကိုကတ်ပြီးတော့ထွက်တာကျွန်တော်က2014ရက်နေစပြီး2025အထိမှန်ကန်မှုရှိပါတယ်လို့ပြောချင်တဲ့အတွက်ကြောင့်မလို့9ရက်တွေ10ရက်တွေပြောနေရတယ်။အဲ့တော့ထွက်တဲ့ပုံစံလည်းမိတ်ဆွေတို့ဒါကလင်နာစစ်ကြည့်လိုက်ရင်မြင်လိမ့်မယ်နော်။ကောက်ကူလည်းစစ်ကြည့်ကြပါကလင်နာမရှိဘူးဆိုလည်းလာတောင်းပါနော်ကျွန်တော်ပို့ပေးမယ်လားက။ line ပေါ်မှာလည်းကလင်နာတင်ပေးတဲ့ channel တွေရှိတယ်နော်။ကောက်ကူသွားရှာပြီးတော့လုပ်ချင်လည်းရတယ်တော့စီက live ပြင်လည်းရတယ်နော်။စစ်ပြီးတော့မူလေးတွေတန်ဖိုးနားလည်အောင်လုပ်နော်။ဆိုတော့ဒီနာဝန်းကျင်မှာဒီမူရဘာမှထွက်เสียမရှိတော့ဘူးဒီ6တက်ကနေထွက်ဖို့ပဲရှိတယ်နော်ဒါလေးခဏအကွက်ကလေးတွေတော့လှပါတယ်နော်235ကို439နဲ့ကတ်ဒါအာဗီဒါ18ကွက်အဲဒါထိုးကျင်တယ်ဆိုလဲကန်ဆန်းကြည့်ပေါ့ဗျာကျွန်တော်တော့မပေးဘူးနော်မပေးဘူးကျွန်တော်ကတော့ဒီဘက်မထွက်ဘူးဆိုတော့နောက်ဘက်လိုပုံစံမျိုးဆိုတော့ကျွန်တော်ပေးလို့ရတယ်နော်ပေးလို့ရတယ်ဘာလို့ဆိုပေးလို့မရဘူးအခုနေရာဘာလို့ပေးလို့မရလဲဆိုတော့ဒီရတိုင်းတော့ emotional များတယ်နော်ကျွန်တော်ပေးလိုက်ပြီးတော့တာဝန်ယူမှုတာဝန်ခံမှုနဲ့ပဲစိတ်ထဲမှာအဲ့လိုတတ်နိုင်ခြင်းနဲ့ပဲနေကြတာနော်ပေးလိုက်ပြီးတော့အတိအကျဆောင်တဲ့ပုံစံမျိုးနေကြအောင်နော်ပေးရင်ထွက်မှကြိုက်တယ်ဆိုတော့ဒီ36ကနေရော36ကနေရတော့ကျွန်တော်ဒီညနေကနန်းလည်းမထွက်သေးတဲ့အတွက်ကြောင့်မလို့အောင်လားမအောင်လားတော့မသိသေးဘူးနော်36ကနေရတော့ကျွန်တော်ထွက်ဖို့တော့ရှိအောင်ပါ36ကနေကြည့်မယ်ဆိုရင်ကျွန်တော်36လီ18နော်36လီ18ဆိုတော့18ကကျွန်တော်2 digit ဖြစ်နေနော်တဲ့နဲ့ရှင်းနဲ့ပြန်ပေါင်းတော့900ဒါဆိုရင်900ရင်ကျွန်တော်ဒီကနန်းပဲနော်461ကို313နဲ့ကတ်တာဒီဘက်မှာကျွန်တော်ရှိနေမယ်ဒီမူရဘာတွေရှိနေမှာလဲဆိုတော့461ကိုခုနကျွန်တော်တို့9ရဲ့ပါဝါ3ည9ရဲ့ထိုင်းပါနက1ရဲ့ထိုင်းပါဝါ3ဆိုတော့ဒီ461ကို313နဲ့ကတ်တာဒီနှစ်စုံဒီဘက်မှာရှိနေเนาะဆိုတော့မှန်ကန်မှုတွေတော့မိတ်ဆွေတို့နမူနာအနေနဲ့တော့မြင်ပြီเนาะဒီလောက်ဆိုဒါနည်းနည်းမောနေပြီဗျာเนาะ2014တွေဘာတွေလဲမစစ်ပြတော့ဘူးเนาะ2025လေးပဲတော့နမူနာထားလိုက်တော့မယ်မိတ်ဆွေတို့စိတ်ကြိုက်စစ်လို့ရเนาะ2014ရဲ့အစပြီး2025တိကိုကြိုက်တယ်လို့စစ်เนาะဆိုတော့ကကျွန်တော်ပြတဲ့ဒီမူလေးနဲ့သုံးတစ်ခုအကျိုးရှိပါစေလို့ကျွန်တော်မျှော်လင့်ပါတယ်တန်ဖိုးလေးလည်းနားလည်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီလောက်ဆိုရင်တော့မူလေးကနားလည်မယ်လို့ထင်ပါတယ်ဒါတော့နားမလည်သေးဘူးဆိုလို့ရှိရင်လည်းလာမေးလို့ရတယ်เนาะကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ရှိတယ်เนาะဒီမှာကျွန်တော် channel မှာလည်းတင်ပေးတာเนาะတော့ channel လေးဝင်ပြီးသွားရင်ဟိုဒီမှာမောဆိုတာလေးကိုနှိပ်လိုက်လို့ရှိရင်ဒီမှာเนาะအောက်မှာကျွန်တော် chicken and Viber 399396
68393433ဆိုပြီးเนาะအဲ့ဒါကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ဟုတ်ဆက်ပြီးလည်းမေးလို့ရတယ်เนาะမူနဲ့ပတ်သက်လို့ကတော့ပညာနဲ့ပတ်သက်လို့လိုချင်တယ်ဆိုလို့ရှင်တော့တေချာရှင်းပြပြီးတော့ sharing လုပ်ပြီเนาะဆိုတော့အားလုံးပဲဘိုင်းပါဗျာကျွန်တော်ပြတဲ့မူလေးနဲ့ကျိုးရှိပါစေအားလုံးပဲဘိုင်းပါဗျာ